တီဗီတာလူတွေလည်းပါတီဗီတာလူတွေလည်းပါမယ်ထင်ပါတယ်တို့ညာလည်းတီးခံပေးပါပေါ့နော်တီဗီတာလူပါလည်းတီးခံပေးပါလို့ကျွန်တော် request လုပ်ပါတယ်မင်္ဂလာပါNSMS ကကြိုဆိုပါတယ်ဒါ NSMS ရဲ့ partner ထိုးထားတဲ့ကျွန်တော်တို့customer တွေနဲ့ partner တွေဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဒီထဲမှာတော့ ICN လို့ကိုမပါဘူးနော်ICN လို့ကိုလည်းပါပါတယ်EDV လင်ကွန်းဒါရှိရန်ကုန်မှာမြန်မာနိုင်ငံအကြောင်းအချို့လည်းပါပါတယ်တချို့တော့ logo ရကျွန်တော်2016ထဲကကျွန်တော် corporate trainer စဖြစ်တာဆိုတော့လေတချို့ logo ဆိုရင်ရှာမတွေ့တော့ပါတယ်တော်တော်များများရှိပါတယ်ဒါကျွန်တော်တို့ MOE partner ဖြစ်တဲ့ Mind Job ဖြစ်ပါတယ်ကျွန်တော်အကြောင်းသူအကြောင်းသားရဲ့အလုပ်ကန်ရရှိရေးအတွက် hand ပေါ့နော်ဒီလိုမျိုးရရှိရေးအတွက် Mind Job နဲ့ကျွန်တော်လက်တွေ့ထားပါတယ်ပြီး MMF မြန်မာ Microfinance Association Microfinance တွေပတ်သက်ပြီးတော့အလုံးစုံပေါ့နော်ဒါနဲ့လည်းကျွန်တော် MOE partner ဖြစ်ပါတယ်ပြီး MYF မြန်မာ Youth Fair ဒါကတော့ MYF ဆိုတာတော့ကျွန်တော်တို့ Korean organization လူငယ်တွေ1000ကျော်လောက်ရှိရယ်မြန်မာပြည်အနှံ့ပြစင်တာ30ကျော်ရယ်ပေါ့နော်30ကျော်မှာလူငယ်တွေ1000ကျော်ရှိရဟာပါဒီအမှာကျွန်တော်တို့လူငယ်ရှေ့ရှုရဲ့အခါကျတော့ကျွန်တော် MOE partner ဖြစ်ပါတယ်ပြီးရင် Ferry Taxi ကျွန်တော်တို့Ferry Taxi က CEO နဲ့ကျွန်တော်တို့ကအရန်ခင်တယ်ကျွန်တော်အမျိုးသမီးနေရကြတော့သူအရင်လုံမာတွေကလှုပ်ဖို့ခိုင်းပတ်တယ်ဆိုတော့အချင်းချင်းကျွန်တော် MOE partner ထိုးထားတယ်အလုပ်တချို့တော့ကျွန်တော်ပွဲမှာဆိုရင်သူ main sponsor အနေနဲ့သူကပါပေးတယ်ပြီး mobile cam ပေါ့နော်ကျောင်းသူကျောင်းသားရဲ့ကျွန်တော်တွားဝယ်ခါကြရင် show စင်းလေးရအောင်ကျွန်တော် NSM ကျောင်းသားဆိုတော့ show စင်းလေးရအောင်ကျွန်တော် mobile cam နဲ့လည်း MOE ထိုးပေးထားပါတယ်ပြီး GWI Global War Insurance ကျွန်တော်တို့ insurance ရဲ့ဖြစ်ချင်တဲ့လူတွေအကုန်လုံးကိုလည်းကျွန်တော် GWI နဲ့ချိတ်ဆက်ပေးထားပါတယ်ဗောလေဒါဒီကျွန်တော်တို့ဆရာကြီးနိုင်ကဆရာကြီးဦးကျော်ဖြစ်ပြီးတော့ဒါဒီကျွန်တော်တို့ကျောင်းမှာအခုလက်ရှိ diploma သင်ကြားတဲ့ diploma program ဖြစ်တဲ့EDV ရဲ့ Lincoln diploma program center လက်မှတ်ဖြစ်ပါတယ်ဒီဘက်ကဒီ ICN UK ရဲ့ center လက်မှတ်ဖြစ်တယ်နော်အခုနောက်ပိုင်းမှာ counseling psychology ဆိုတော့ ICN program နဲ့ဖွင့်လိုက်နောက်ပိုင်းဆိုလည်း ICN program နဲ့ထပ်ပြီးတော့ extend ထပ်လုပ်ဖို့ရှိပါတယ်ပြီးတော့နောက်တစ်ခုဒီဘက်မှာရှိရဲ့ JUB center ဖြစ်ပါတယ်ဒါတော့ကျွန်တော် chamber မှာ member ဝင်ထားတဲ့ certificate ဖြစ်ပါတယ် British Chamber မှာ BCCM မှာ member ဝင်ထား certificate ဖြစ်ပါတယ် NSMS ကသူကအစပြုခဲ့တာကဒီဘုံတော်ကြီးကျောင်းတွေမှာပညာဒါနနဲ့အစပြုခဲ့တယ်။အဲ့ဒါဟို social responsibility ရင်းနဲ့စားတယ် CSR အနေနဲ့စားတော့အစကောင်းတယ်နော်။အဲ့တော့အစကောင်းတဲ့ကျောင်းဒီမှာတဲ့တင်တိုင်းကျောင်းတစ်ကျောင်းတော့ဖြစ်နေပြီ။နော်။ဒါပေမဲ့ရှင်းနှစ်ကနေနောက်နှစ်ပေါင်း80အထိပေါ့ဆက်ပြီးတော့ရှင်းတန်ဖို့အတွက်လည်းဒီလက်ရှိရှိထားတဲ့ဒီ mission တွေ value တွေအတိုင်းဟိုဆက်ပြီးတော့ရှောက်လမ်းဟိုဆရာအနေနဲ့ဟိုတိုက်တွန်းပါတယ်အကြံလေးပြုပါတယ် honorary patron ဆိုတော့ for strategic and international study CSIS ဆိုတဲ့ကျောင်း6မိုင်ခွဲမှာပြတ်ပါတယ်အဲ့ဒီကျောင်းရဲ့ MBA တန်းမှာဒေါက်တာတန်းတင်ထွန်းက first batch ပေါ့ဒါပေမဲ့အဲ့တော့သူကဒေါက်တာတော့မဖြစ်သေးဘူးเนาะ first batch ကျောင်းသားဖြစ်ဆရာကအဲ့ဒီ MBA တန်းမှာနှစ်ပါးသားတင်တော့အဲ့တော့တန်တွဲအဖြစ်2017ကပြီးတော့ level တွေတော့မတူဘူးပေါ့ဟိုဆယ်တောင်းအမေရိကသားကလေးတွေရဲ့စိတ်ဝင်စားမှုကတစ်မျိုးပေါ့သူတို့တော့တက်လို့မတက်ခင်လိုအပ်တဲ့ဟာဖြည့်တယ်ဆိုတာမျိုးစိတ်ဝင်စားတယ်ဟို graduate ဖြစ်လာပြီဆိုရင်တော့အလုပ်ဝင်တဲ့အချိန်မှာအလုပ်ခွင်မှာလိုမဲ့ပညာရပ်ဘာသာရပ်မျိုးကိုငါတို့ပြင်မဖြစ်မယ်အထူးသဖြင့်ဟိုကိုယူထားတဲ့တက်တူမေဂျာနဲ့ကိုရှောက်ချင်တဲ့လုပ်ချင်တဲ့အလုပ်နဲ့ဒီ match မဖြစ်တဲ့အခါမှာသူတို့ကဟိုဝင်စားတက်ကြတာရှိတယ်ဒါပေမဲ့နောက်တော့လူငယ်အုပ်စုတစုကကြတော့တက္ကသိုလ်တက်နေစဉ်တန်လန်းမှာဝဲရပြီးရင်သူတို့ဝင်မဲ့ career နဲ့သက်ဆိုင်တဲ့လိုအပ်တဲ့ diploma တွေဘာတွေကိုလဲတက္ကသိုလ်တက်နေစဉ်လဲသူတို့ကသင်ကြတာရှိတယ်ဟိုလူငယ်တွေကတော့သူတို့ရဲ့ဟို level သူတို့ရဲ့ interest အချိန်ကာလပေါ်မူတည်ပြီးဒီပညာရေးကိုလိုက်စားတာတွေကတော့နည်းနည်းကွာသွားပါတယ်နယ်ပယ်အားလုံးနဲ့ဆိုင်တာပေါ့နော်နယ်ပယ် industry မျိုးစုံဒီ line of business မျိုးစုံကဒီစီမံခန့်ခွဲမှုပညာကလိုအပ်ပါတယ် NSMS ကသူကအစပြုခဲ့တာကဒီဘုံတော်ကြီးကျောင်းတွေမှာပညာဒါနနဲ့အစပြုခဲ့တယ်အဲ့တော့ဒါဟို social responsibility ရင်းနဲ့စားတယ် CSR အနေနဲ့စားတော့
အစကောင်းတယ်နော်အဲ့တော့အစကောင်းတဲ့အကြောင်းဖြစ်တဲ့အတွက်အနောက်မှာလည်းတေချာပဲလို့ဆရာယုံကြည်တယ်ပေါ့နော်ဒါပေမဲ့ကိုကတတိလဲပေးခြင်းနဲ့စုလဲတောင်းခြင်းနဲ့ပေါ့နော်တင်တန်းကျောင်းတော်တော်များများကဒီတီထောင်ပြီး3-5နှစ်အတွင်းမှာဖြတ်သိမ်းလိုက်ရတာမျိုးတွေရှိတယ်အခု7နှစ်ထိပါလာပြီဆိုတော့အိမ်မာတဲ့တင်တန်းကျောင်းတစ်ကျောင်းတော့ဖြစ်နေပြီနော်ဒါပေမဲ့7နှစ်ကနေနောက်နှစ်ပေါင်း80အထိပေါ့ဆက်ပြီးတော့ရှင်သန်ဖို့အတွက်လည်းဒီလက်ရှိရှိထားတဲ့ဒီ mission တွေ value တွေအတိုင်းဆက်ပြီးတော့ရှောက်လန်းဆရာအနေနဲ့တိုက်တွန်းပါတယ်အကြံလေးပြုပါတယ်ကျောင်းက2016ကစတည်ထောင်ခဲ့တာပေါ့လေကိုဗစ်မတိုင်ခင်တည်းကျောင်းသားပေါင်း8000ကျော်ရှိခဲ့တာပေါ့အဲ့ကာလပညာတန်းနဲ့ဖွင့်တာပေါ့လေလက်ရှိတော့ကျွန်တော်ဆရာအင်အားစုတွေပေါ့နော်ကျွန်တော်ဆရာတွေကိုကျွန်တော်ဘေးနာတငယ်ချင်းနဲ့ကျွန်တော်စီနီယာတွေအကုန်စုလိုက်တာကျောင်းမှာတင်တဲ့ဆရာတွေအကုန်စုလိုက်တာပေါ့နော် psychology ရဆိုတဲ့ဆရာမကြီးဆိုကျွန်တော်တို့ထက်ကျွန်တော်တို့အမေတွေပေါ့နော်ကျွန်တော်တို့အရန်သဘောကျတယ်စုစရာပေး80ယောက်ရှိရေစီနီ lecturer 10ယောက်ရှိရေ junior ကလည်း10ယောက်ရှိပါတယ်ဒါကကျောင်းရဲ့ပထမဆုံးထုတ်တဲ့ကျောင်းလည်းဖြစ်ပါတယ်ဒါကြောင့်တမိုင်းကြောင်းလေတချို့ကြောင့်သိပြီးသားလေးဖြစ်တယ်တချို့ကြောင့်မသိရသေးဘူးနော်ကျွန်တော်ကြောင့်2016ကစတည်ထောင်ခဲ့တယ်ကျွန်တော်ဘာကကြောင်းနဲ့တည်ထောင်ခဲ့ဘုန်းတော်ကြီးကြောင်းဘာကကြောင်းနဲ့တည်ထောင်ခဲ့တယ်တည်ထောင်ခဲ့ပြီးကျွန်တော်ဒီအဲ့ကာလမှာကျောင်းသားတစ်ပတ်ကို1000လောက်ဝင်တယ်1000လောက်ဝင်တဲ့အခါကျကျွန်တော်ဒီ certificate ဆိုမှုကြောင့်ကျွန်တော်ဆရာဒေါက်တာတန်းဆိုနဲ့ပူပေါင်းပြီးတော့ London qualification ပုတ်ပေါ့နော်HR business management marketing diploma တွဲဖက်ဖွင့်ခဲ့တယ်ပြီးတော့ကျွန်တော်ဆရာဦးမင်းကောင်ဖြစ်တယ်ဦးမင်း HR ဆရာပေါ့နော်ဦးမင်းကောင်ဖြစ်တယ် HR လာဟဲ့ဝင်ခွင့်လေရေးရဆရာပေါ့နော် American Institute နဲ့ပူပေါင်းပြီးတော့အခု Lincoln diploma ဖြစ်တယ်HR business management marketing ဖွင့်ခဲ့တယ်ပြီးတော့2019ကိုဗစ်ဖြစ်သွားတော့ပေါ့လေကိုဗစ်ဖြစ်လို့ပြီးတော့ကျွန်တော် education center ဖြစ်တယ် training နဲ့လက်မှတ်ထိုးတယ်အဲ့ကာလမှာကျွန်တော်ဒီဘာကအကြောင်းလေးဖြစ်တယ် in person ပဲဖွင့်ခဲ့တဲ့ဟာပဲကျွန်တော်ကိုစစ်ဖြစ်တယ်ပေါ့နော်ကိုစစ်ဖြစ်တယ်ဖြစ်ရောကျွန်တော်ခုဖြစ်လည်းဖြစ်ပြီးရောကျွန်တော်MC နဲ့လက်မှတ်ထိုးပြီးအဲ့ကာလတည်းကျွန်တော်ဒီကြောင်းဆက်မလုပ်တော့ဘူးဆိုကျွန်တော်ဒီရက်တော့မယ်ဆိုပြီးကျွန်တော် plan လိုက်တာပေါ့နော် plan လိုက်ပြီးတော့ကျွန်တော်ဒီတိုင်းလေးပဲနည်းနည်းငြိမ့်လိုက်တာပေါ့ငြိမ့်လိုက်တဲ့အချိန်မှာကျွန်တော်ဝိုင်းပြီးတော့ကျွန်တော်ကျွန်တော်ပါတယ်ကျွန်တော်ဘေးကဆရာတွေပါတယ်ကျွန်တော်လုပ်ဖို့ကန်ဖတ်တယ်ပါကျွန်တော်တပိတ်တယ်ပါတယ်အဲ့က2016ကတပိတ်ဆိုတော့အဲ့အချိန်မှာမန်နေဂျာဖြစ်ကုန်ကြတယ်ဆရာအဲ့ဆက်မှာဆိုပြန်အသက်တွင်းမှာလုပ်ပါဆိုကျွန်တော်အကြံဉာဏ်တွေပေးတယ်တုံးအားတွေပေးတယ်အဲ့ဒါနဲ့ကျွန်တော်ကျောင်းမှာ psychology program လေးတွေ Chase ဆရာမတို့များဆိုနေပူပေါင်းပြီးတော့ပြန်ဖွင့်ပြတယ်ပြန်လဲပြန်ဖွင့်လဲဖွင့်ပြီးတော့ပြန်အောင်မြင်လာတယ်ပြန်အောင်မြင်လာတော့ကျွန်တော်ကအင်အားတက်ပြီးတော့အမှတ်ဆက်ရှယ်ငွေကြနှစ်လ3ရက်ကွာတောင်းခလာမှာကျွန်တော်အခန့်ပေါ့နော်ကျောင်းကကျွန်တော်ဝယ်ယူ investment လုပ်လိုက်ပြီးတော့ဒီလုပ်ငန်းဆက်လုပ်တာပေါ့လေဒါကတော့ကျွန်တော် MOU ဆက်သွားတဲ့ဟာဖြစ်ပါတယ် okay ဒါတော့ in person class မှာကျွန်တော်ဖွင့်ခဲ့စဉ်ပုံရိပ်တွေဖြစ်တာပေါ့လေပုံရိပ်တွေတော့အများကြီးပဲ okay ဒါတော့ကျွန်တော်ချိန်ချောင်းကညောင်နှုံးချိန်ချောင်းကကျွန်တော်လူထုအခြေပြုပေါ့နော်ကျွန်တော်အရင်ကသွားခဲ့ model ဒီ social enterprise အနေနဲ့ပဲသွားခဲ့တာအဲ့တော့ social enterprise အနေနဲ့ဆိုတော့ကျွန်တော်ဖုန်းကြီးရလို့ပဲဖိတ်ရင်ပြင်ရင်တော့ကျွန်တော်ကြွားရတာပဲဖိတ်တော့ဖိတ်ဘယ်နေရာဖိတ်ကျွန်တော်သွားရတာပေါ့လေဒါပေမဲ့အခုတော့တိတ်မသွားတော့တော့ချာအပြုံးမတော့ဆွဲခံမှလည်းကြောက်ရသေးတယ်ဒါတော့ကျွန်တော်မူဥပမာလုပ်တဲ့ပွဲပေါ့လေဒါတော့ညောင်တုံးမှာလုပ်ခဲ့တဲ့ပွဲဒါကညောင်တုံးမှာလုပ်ခဲ့တဲ့ပွဲကကြတော့လေကျွန်တော်တို့ဒီ concept တောင်တူတွေများဈေးကွက်နဲ့လုပ်ကြချိတ်ဆက်ပွဲပေါ့နော်နောက်က NGO တစ်ခုကနေပြီးတော့လုပ်ဖို့ဖိတ်ခေါ်တာပေါ့အဲ့ចောင်းသားကလေကျွန်တော်တို့ចောင်းမှာဘတ်ထုံနဲ့ရန်ကုန် day to day return ပေါ့နော် day to day return 3လတင်အောင်လာတက်တာကျွန်တော်တော်တော်အဲ့တော့ကျွန်တော်တို့ចောင်းကျွန်တော်2016တော့ကျွန်တော်ចောင်းသားရမူလမြန်ကနေပြီးတော့ရန်ကုန်ကိုဘတ်စကားစီးပြီးလာတက်တဲ့ចောင်းသားရရှိတယ်ပြီးတော့ပန်းတနွားနဲ့ရန်ကုန်ဘတ်စကားစီးပြီးလာတက်တဲ့ចောင်းသားရရှိတယ်နေပြည်တော်ကနေရန်ကုန်ဘတ်စကားစီးပြီးလာတက်တဲ့ចောင်းသားရရှိတယ်အဲ့လိုចောင်းသားနဲ့ကျွန်တော်ကြုံရအောင်နော်အဲ့လိုចောင်းသားအဲ့လိုသူ့ကြောင့်ကျွန်တော်ကလေးစားပါဘောနော်လေးစားတဲ့အခါကျတော့ပေးပြီးတော့ investment လုပ်ပြီးလာတဲ့အခါကျသူ့ data မှာဒါအမှတ်တရတော့လာလုပ်ပေးပါအောင်ဆရာဆိုတာနဲ့ကျွန်တော်ဒါလုပ်ပေးဖြစ်တဲ့ဟာလေးပေါ့ဒါကြောင့်မတော့ format တိုင်းမှာ presentation assignment မှမလုပ်တော့လက်မှတ်မပေးဘူးဒါကတော့ဒါ NSMS ရိုးတာဖြစ်ပါတယ်နော်ဟိုကျောင်းတက်ပြီးလက်မှတ်ကတော့ဘာမှမရပါဘူးဒါလေးလေးကြိုပြီးတော့သိအောင်ပြောပါနော် ice break ဒါဆို presentation လုပ်တာကြိုပါဘူး
ဒါကျွန်တော်အရင်ကကျွန်တော် site visit တွေထွက်တယ်ပြီးနောက်တစ်ခုကကျွန်တော်ဒီဘက်မှာဘာခါအကြောင်းလေးပေါ့နော်ဘာခါအကြောင်းလေးတကြောင်တိဆောက်ခဲ့2016ခုနှစ်19အထိပြီးရောကိုဗစ်တွေကိုစစ်တွေဖြစ်ရောတင်းတဲ့ဆရာကိုတင်းတဲ့ကျောင်းသားကို2ယောက်လုံးမရှိတော့ဘူးအဲ့တော့ကျောင်းလေးကပြတ်သွားတယ်ပေါ့လေကျွန်တော် site set ထွက်တယ်ကျွန်တော်များစွာထွက်တယ်ဒါပထမဆုံးရေးသားခဲ့စီမံခန့်ခွဲမှုစာစဉ်လေးဖြစ်ပါတယ်ဒါပြည်ကျွန်တော်အတန်းဖွင့်ခဲ့စဉ်ပုံရိပ်လေးဖြစ်ပါတယ်ပေါ့နော်ဒါကျွန်တော်ရှင်းနေပြည့်မှာ networking ပွဲပြန်တိဆောက်တယ်ကျွန်တော်ပွဲပြန်လုပ်တဲ့ခါကျဆရာမင်းကိုကျွန်တော်တို့ဆရာညီကိုတွေဆရာတင်300ပေါင်ပြန်ပြီးဖွင့်ပြတာဖြစ်ပါတယ်ဒါကျွန်တော်ရှင်းနေပြည့်ပွဲအချိန် skip လုပ်ပါမယ်အကြောင်းမှာတော့Office Administration HR HCM HRM ပြီးတော့ Applying Psychology Mental Health ပြီးတော့ Child Psychology Counseling Psychology and Diploma in Psychology နောက်တစ်ခုက Certificate in Applied Psychology Educational Psychology Sales and Marketing Business English Strategic Management and Leadership Diploma in Strategic Marketing Management Sales Plan Global Marketing Accounting Design Food Safety Company Law Business Law Financial Management Warehouse and Inventory Management Supply Chain Export Import Diploma in Teaching Affiliate Teaching Technique နောက်တစ်ခုကဒါ Diploma in PT Sales OKR Salesforce Management MBA Foundation Class တွေများစွာရှိရပါတော့ကျွန်တော်တို့ corporate training များစွာပေးဒါ Toyota မြန်မာနဲ့ကျွန်တော်တို့ corporate training ပေးခဲ့တဲ့တော့ကတော့ Toyota မြန်မာကိုကျွန်တော်ပေးခဲ့တာဖြစ်ပါတယ်ဒါ MMF မြန်မာ Microfinance Association ကျွန်တော်လက်မှတ်ချီးမြှင့်ထားတဲ့ certificate ဖြစ်ပါတယ်ပေါ့နော် Toyota ပေးခဲ့တဲ့ပုံရိပ်လေးဖြစ်ပါတယ်ဒါကျွန်တော်ပထမဆုံးထုတ်တဲ့စာစဉ်လေးဖြစ်ပါတယ်ဆရာမင်းဦးစာပေါ်ပထမ project ပေါ့နော်အုပ်900ကုန်သွားပြီအုပ်300ကျော်ပေါ့နော်300ကျော်300နဲ့900ကြာ project ကကုန်သွားပြီဒုတိယစာကို reprint admin နဲ့ပတ်သက်တဲ့ရေးထားတဲ့စာအုပ်တော်တော်များများကျွန်တော်ဖတ်ဖူးပါတယ်ဒါပေမဲ့ဆရာမင်းဦးလောက်စုံစိနေအောင်ကျွန်တော်မရှိပါဘူးเนาะဆရာမင်းဦးစာအုပ်ဒီအလုံးပြည့်စုံပါတယ်အကြောင်းက second business ဖြစ်နေတဲ့ publisher business လည်းကျွန်တော်စလုပ်ပါတယ်အခုကျွန်တော်တို့ဒါဆိုရင်ဆရာမကြီးဒေါ်မြတ်ဆိုရင်counseling psychology စာအုပ်ဖြစ်ပါတယ်ဒါ counseling psychology စာအုပ်ဖြစ်ပါတယ်ကျွန်တော်ဟောင်းနေဆိုရင်တော့ 10% discount နဲ့ရမှာဖြစ်တယ်ဒီကျွန်တော်တို့admin စာအုပ်ဆိုရင်တော့10% discount ရမယ်ကျွန်တော်ဟောင်းဆိုရင်တော့ဆို18,000 10% discount ရမှာဖြစ်ပါတယ်16,200နဲ့ရမှာဖြစ်ပါတယ်နောက်ဘာလဲထပ်ထွက်လာမယ့်စာအုပ်တွေရှိပါသေးတယ်ကျွန်တော်တို့ကလည်းဖြစ်ဖြစ်အေးရဲ့အလုံးတစ်ခုကိုရှင်းလုပ်တာဆိုတော့ဖြစ်ဖြစ်အေးသွားနေရလည်းပါပါတယ်ဒါ review တွေအများကြီးကြိုပါမယ်ဒါ fresh graduation ပုံရိပ်ဖြစ်တယ်ဒါ second video ဖြစ်ပါတယ်เนาะကျွန်တော်ကြော်တာဒါဆရာအင်အားစုဖြစ်တယ်တချို့ဆရာတွေကတော့မပေါ့ဒါ second graduation ပုံရိပ် tech graduation ကတက်ပုံကတော့ကျွန်တော်မရသေးဘူးရတဲ့အခါကျမှထည့်ပြီးတော့information ပေးမှာဖြစ်ပါတယ်အကြောင်းနာမည်တော့ National Strategy Management Study ဖြစ်ပါတယ်။ဘာမှလို့ကတော့အမျိုးသားမဟာဗျူဟာနဲ့စီမံခန့်ခွဲမှုလေ့လာခြင်းသင်တန်းကျောင်းဖြစ်ပါတယ်။ဒီသင်တန်းကျောင်းတစ်ထောင်ရဲ့ရည်ရွယ်ချက်ကစီမံခန့်ခွဲမှုပညာရပ်တဲ့အကုန်လုံးကို affordable price နဲ့လူတိုင်းလက်လှမ်းမီအောင်ဆိုပြီးတော့ဖွင့်တာပေါ့လေ။အခုကစီမံခန့်ခွဲမှုပညာရပ်တဲ့မကတော့ဘူး။ကျွန်တော်စိတ်ပညာတွေရောlaw တွေရောဖွင့်လို့ရတဲ့ဟာအကုန်ပတ်ဖွင့်ရတာပေါ့လေ။ခက်ကာလာနဲ့ကျွန်တော်အချိန်နဲ့ရက်တည်မှုနဲ့ဒါမဲ့လည်းကျွန်တော်တို့ဒီ quality education ကိုပဲဦးစားပေးထားပါလေ quality ဆရာမတွေပဲရွေးချယ်ပြီးတော့သင်ကြားပါတယ်ပေါ့နော်ကဲအားလုံးကိုကျေးဇူးပဲအထူးတင်ရှိပါတယ်ဒီချက်ကိုအတန်းအပ်ပါတယ်ခင်ဗျာကဲစောင့်လိုက်တဲ့ခါကျ60မိနစ်ဖြစ်သွားပြီကျေးဇူးပါဆရာကျေးဇူးပါရှင်ကျေးဇူးပါဆက်စမများအားလုံးမင်္ဂလာပါနော်ကျွန်တော်တို့ဒီနေ့ဒီပွဲလေးကိုလူ60ကျောင်းတက်တာကျွန်မတကယ်ပဲဝမ်းသာမိပါတယ်ကျွန်မလည်းဘယ်လောက်တက်မယ်မှန်းမသိဘူးပေါ့နော် business plan ဆိုတော့စိတ်ဝင်စားတဲ့လူအဲ့လောက်ရှိပါမလားလို့ကျွန်မလည်းစိုးရိမ်နေတာအဲ့တော့ဒီပွဲလေးကိုအချိန်ယူပြီးတော့တက်တဲ့အတွက်ကျေးဇူးတင်ပါတယ်နော်အဲ့တော့ဒီပွဲမှာဆိုလို့ရှိရင်ကျွန်မနဲ့တည်တဲ့လူတွေလည်းရှိမယ်မတည်တဲ့လူတွေလည်းရှိမယ်ပေါ့နော်အဲ့တော့အရင်ဆုံးကတော့ကျွန်တော်တို့ကဒီလာမယ့် August လ17ရက်နေ့ပေါ့နော် August လ17ရက်နေ့မှာတင်မဲ့ business plan နဲ့ပတ်သက်ပြီးတော့ပေါ့နော် business plan ဆိုတာဘာတွေတင်ပါလဲပေါ့နော်ဘယ်အတွက်သုံးပါလဲပေါ့တက်ရင်ဘာတွေရမှာလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ course outline တွေလည်းကျွန်တော်တို့ရှင်းလင်းမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အရင်ဆုံးကျွန်မကိုတည်တဲ့လူတွေလည်းရှိပါတယ်မတည်တဲ့သူတွေအတွက်ကျွန်မမိတ်ဆက်ချင်ပါတယ်ရှင်
ဒါကတော့ကျမနဲ့ပတ်သက်တဲ့ education background ပေါ့နော်အဲ့တော့ဒီမှာဆိုလဲလူငယ်တွေပါမယ်ဆိုလို့ရှိရင်တော့ကျမကတိုက်တွန်းချင်တာလေးရှိပါတယ်ပေါ့နော်ကျမဆိုရင်ဒါပထမပွဲပြီးရင်ကျမဒီမြန်မာပြည်မှာဒီပလိုမာလေးခုရတယ်ပြီးရင်2008 2010မှာဆိုရင်ကျမပညာသင်သွားခဲ့တယ်ပေါ့နော်ပညာသင်သွားခဲ့ပါတယ်ပညာရင်သွားခဲ့ပြီးတော့ကျမသူကတော့နည်းနည်းမြင့်တယ် ICM ကဒီ ICM ကနေပြီးတော့ကျွန်မ strategic management ရဲ့ corporate governance ကိုထားပါတယ်2023မှာတော့ကျွန်မဒီ CFA ပေါ့နော် CFA ကတော့ကျွန်တော်တို့နည်းနည်းလေး finance မှာတော့တော်တော်လေးနာမည်ရှိတဲ့အရာပေါ့နော်ကဘာပေါ်မှာအခက်ဆုံးစာမိုးပဲ1 to 10နဲ့မှာသူကနံပါတ်6လောက်ချိတ်တယ်ပေါ့နော်မြန်မာပြည်မှာဆိုလဲကျွန်မထင်တာရောက်20လောက်တောင်ရောက်20ဝန်းကျင်လောက်ပဲရှိတယ် CFA level 3ခုစလုံးအောင်နဲ့ပေါ့တော်တော်လေးခက်တဲ့စာမိုးပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့ကျွန်မ2000အဲ့တော့ဒီမှာတိုက်တွန်းချင်တာကတော့ဘာလဲဆိုကျမတို့ကဒီတင်ကြားမှုတင်ယူမှုဆိုတာဆက်လို့မရဘူးပေါ့နော်အခုဒီမှာကျမဒီ service ကျမတို့ဒီမှာ business plan တစ်ဖက်မှာတင်နေပြီမဲ့တစ်ဖက်မှာလည်းကျမဒီလေ့လာသူတယောက်ဖြစ်တယ်ပေါ့နော်ဒါလေးကိုကျမတို့ကပြောချင်တယ်ပေါ့နော်ကျမတို့တင်ကြားမှုတင်ယူမှုနဲ့အဆက်ပြတ်လို့မရပါဘူးဒါကြောင့်မလို့ဆက်ပြီးတော့တင်ယူပါလို့ကျမကဒါလေးကိုပြောချင်တယ်နော်အဲ့တော့ပြီးရင်ကျမကဒီ2024နိုဝင်ဘာမှာဆိုလို့ရှိရင်ဒီငွေကြေးစီမံမှုအတတ်ပညာ financial literacy ဆိုတဲ့စာအုပ်ကိုကျမထုတ်ခဲ့ပါတယ်လက်ရှိချိန်မှာဆိုရင်တော့ဒီ financial literacy စတုတ္ထအချိန်မြောက်အထိရောက်သွားပြီပေါ့နော်ကျမတို့ထပ်ပြီးတော့ထုတ်နေရတာပေါ့နော်အဲ့တော့2024နိုဝင်ဘာမှာထုတ်ပြီးတော့ကျမတို့2025ဇန်နဝါရီမှာ City Map မှာ top 10ဝင်ခဲ့ပါတယ်ပြီးလို့ရှိရင် February မှာလည်းကျမတို့ top 6ဝင်ခဲ့တယ်ပေါ့နော်နှစ်လစတိုက်ကျမတို့top 10ထဲမှာဝင်ခဲ့တယ်ဆိုတာလေးပြောချင်တာဖြစ်ပါတယ်ဒီအခါမှာကျမဒီ financial literacy နဲ့ပတ်သက်ပြီးတော့လည်းပုံလဲဒီ seminar ပေါင်းများစွာကျမတို့လုပ်ခဲ့တယ်ပေါ့နော် seminar ပေါင်းများစွာလုပ်ခဲ့ working experience အနေနဲ့ကတော့ကျမကဒီဘဏ်မှာပေါ့နော်public ban တခုအခုဆိုလို့ရှိရင်တော့သူက SME development ban လို့နာမည်ပြောင်းထားပါတယ်အရင်ကတော့ small and medium industry development ban ဖြစ်ပါတယ်အဲ့ဘက်မှာကျမဒီ session head ပေါ့နော်အနေနဲ့ကျမတာဝန်ထမ်းဆောင်ခဲ့ပါတယ်ပြီးတဲ့အခါမှာကျမ international organization မှာလည်း consultant trainer အဖြစ်ကျမတာဝန်ထမ်းဆောင်ခဲ့တယ်လက်ရှိမှာလည်းကျမ consultant and trainer အဖြစ်ဆောင်ရွက်နေပါတယ်ကျမ personal development တင်literacy တင်နန်းလည်းပြီးရင်ကျမ UMSCCI Training Institute ပေါ့နော်အဲ့ဒီမှာလည်းကျမ financial FN ဆိုတာကျမ financial management တင်တာဖြစ်ပါတယ်ဒီထဲမှာတော့ကျမစီကတင်ဘူးတဲ့သူတွေပါမလားတော့ပေါ့နော်BCSP ဆိုတာကတော့ဒီ UMSCCI မှာတင်တဲ့ Business Consulting Service Provider course ဖြစ်ပါတယ်အဲ့ဒီ course မှာလည်းကျမက business plan တင်ပါတယ်ဒါပေမဲ့တင်တဲ့အခါမှာအဲ့ဒီ course ကြတော့ကျမတို့ကဒီ taxation တို့ဘာတို့တခြားဟာတွေလည်းပါတဲ့အခါမှာကျတော့ business plan ကကျမတို့အမီးလေးလောက်ပဲရတယ်အခုဒီ NSMS နဲ့လုပ်တဲ့ဟာတဲ့နော်အဲ့တော့ကျမလည်း online ရော on campus ကို training တွေကျမသွားနေပါတယ်ဒါကတော့ကျမရဲ့ဒီ professional area နော် technical skill ဘိုင်းမှာဆိုရင်ကျမ financial literacy ကျမသင်လို့ရတယ် financial management နော်အခု service မှာလို့သင်မဲ့ business plan နော် risk management တွေသင်တယ်နောက် stock တွေပုံနေကျမသင်တယ်corporate governance ကြောင်းတင်တယ်ပြီး SME တွေ financing လုပ်တဲ့အကြောင်းဒါကတော့ဘဏ်တွေကိုတင်တာဖြစ်တယ်နော်ဘဏ်လူတွေတင်တာဖြစ်တယ်ဒီ investment related knowledge ပေါ့နော်ဒါလေးတွေကျမရဲ့ဒါ professional area ဖြစ်ပါတယ်ပြီးရင် soft skill ဘိုင်းမှာဆိုရင်တော့ကျမ personal development တင်ပါတယ် career development ဘိုင်းတွေတင်တယ် problem solving လို့နော်ဒီ presentation skill ခုနပြောတဲ့ training or trainerပြီးရင်ဒီထဲမှာကျမတို့ခုမှသိတဲ့သူတွေဆိုရင်ပေါ့နော်ဒီကိုယ့်ရဲ့ career နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ်ဆိုရှင်လေကျမလာပြီးတော့ career counseling လာလို့ရတယ်ဒီကတော့ကျမပညာဒါနပြီးရဖြစ်တယ်နော်ဒါလေးကျမတို့ဥတီအဲ့တော့ကျမ sales မတို့လည်းခုနပြောခဲ့ဆိုကျမကဒီ banking and finance background လာဖြစ်ပါတယ်အဲ့တော့ business plan နဲ့ပတ်သက်ပြီးတော့ကျမတို့ဒီမှာ solution ဒါဘဏ်မှာလုပ်တဲ့အချိန်နော်ဒီဘဏ်မှာလုပ်တဲ့အချိန်မှာကျမတို့ business plan သင်တန်းတွေအများကြီးဖွင့်ခဲ့တယ်အဲ့ဒါလုပ်ငန်းရှင်တွေဖွင့်ပြီးတာပေါ့2016လောက်ကဖြစ်ပါတယ်နော်ဒါ business plan သင်တန်းဖြစ်ပါတယ်
ဒါလည်း business plan သင်တန်းပေါ့နော်အဲ့တော့ဒါလေးဆိုလို့ရှိရင်လည်းကျွန်မဒါ2015မှာဒီသင်တန်းလေးကြည့်ခဲ့ပါတယ်လေနော်ဒါ business plan နဲ့ပတ်သက်တဲ့ကျွန်မရဲ့ background လေးပြောတာဖြစ်ပါတယ်နော်အဲ့တော့ဒီနေ့သွားမယ့်အကြောင်းအရာတော့ဘာလဲဆို business plan ရဲ့ context ပေါ့နော် business plan ဆိုတာဘာလဲဘာတွေပါမှာလဲပေါ့ဘာတွေအသုံးဝင်တာလဲပေါ့ဒါကိုပြောတာ content ကျွန်တော်တို့ဘန်နဲ့ချိတ်ဆက်တယ်ပေါ့နော်ကိုကလုပ်ငန်းလုပ်ရင်းတန်လန်းတယ်လုပ်ငန်းရှင်တွေဆိုတာကျွန်တော်တို့ငွေလိုအပ်ချက်တွေရှိတယ်အရင်းနှီးလိုအပ်ချက်တွေရှိတယ်အဲ့လိုလိုအပ်တဲ့အခါဆိုလို့ရှိရင်ကျွန်တော်တို့ကိုဒီ financing ပေါ့နော်ငွေကြေးထောက်ပံ့ပေးတဲ့သူတွေနဲ့ချိတ်ဆက်ရတဲ့အခါဆိုလို့ရှိရင်ငွေကြေးထောက်ပံ့ပေးဖို့အတွက်ကိုကတင်ပြချက်တွေလုပ်ပြရတယ်အလကားကျွန်တော်ကပတ်စံလို့ကျွန်မပတ်စံလို့ကျွန်လို့ဆိုပြီးတော့အဲ့ဒီငွေကြေးထောက်ပံ့ပေးတဲ့အဖွဲ့အစည်းတွေကဒီတိုင်းထုတ်ပေးမှာပေါ့ကိုမှာတင်ပြချက်တစ်ခုရှိရတယ်အဲ့ဒါဒီပါလဲဆို business plan ပဲဖြစ်တယ်နော်အဲ့ဒါနဲ့ပတ်သက်ပြီးအဲ့ဒါလေးဘာကြောင့်ဒီလိုမျိုးချိတ်ဆက်တာလဲဆိုတာမျိုးကျွန်မရှင်းပြမှာဖြစ်တယ်ပြီးရင် business plan ကိုဘာတွေနဲ့နည်းနည်းလေးလွဲလဲဆိုရင် business profile မဟုတ်ဘူးလားပေါ့နော်ဒီလိုမျိုးလဲပြောကြတာရှိတယ်ဘာဖြစ်ဆို profile ကလူတိုင်းနဲ့နေနော် profile ကလူတိုင်းပိုရင်းနေတဲ့အခါမှာကျတော့ profile လည်းမြင်ဘူးနေတယ်ပေါ့တချို့တွေနော်မြင်ဘူးနေတာဖြစ်တဲ့အတွက် profile နဲ့ business plan နဲ့ဘာကွာလဲပေါ့နော်ဒါလေးကိုလည်းကျွန်မပြောသွားမှာဖြစ်တယ်ပြီးရင်တော့ business plan မှာဘာတွေပါလဲdetail ပေါ့နော်ဒါလေးကိုကျွန်မပြောသွားမယ်ပြီးရင်ကျွန်တော်တို့ဒီသင်တန်းထဲမှာဘာတွေတော့လုပ်ရမှာပါဆိုတော့ကျွန်မအသေးစိတ်ပြောမယ်နော်နောက်တစ်ခုကတော့အရေးကြီးတဲ့ business model canvas ပေါ့ဒါသင်တဲ့အခါမှာပါမှာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒါ business model canvas ဆိုတာဘာလေးလဲဆိုတာကိုကျွန်တော်တို့ဒီမှာနည်းနည်းလေးရှင်းမယ်ပေါ့နောက်ဆုံးကတော့ကျမတို့ Q&A ပေါ့နော်ဒီမှာတက်ရောက်လာတဲ့ sales မတို့ကကျမတို့ဗာမေးချင်တယ်ဗာပြောချင်တယ်နော်ဒါလေးတွေကိုကျမတို့ပြောမှာဖြစ်ပါတယ်နော်အဲ့တော့ outline အနေနဲ့ကျမတို့ဒါ sales မတို့လည်းမြင်မှာပေါ့နော်ဒါဒီ NSMS ကကြော်ညာထားတဲ့ရှစ်ပေါ့အဲ့တော့ဒီကြော်ညာကတော့ကျမတို့ကတော့လေအများကြီးကြော်ညာရင်လည်းနားမလည်တဲ့ terms တွေလည်းရှိမှာမဟုတ်လို့လေကျမတို့ဒါဒီလိုလေးပဲပြောလိုက်တယ်နော်ရှစ်ခုပေါ့နော်ဒါလေးအသေးစိတ်ကြည့်အောင်နော်ဒီရှစ်ခုဖြစ်ပါတယ်နော်တစ်ခုချင်းတွားရအောင်နော်အဲ့တော့ပထမဆုံးဒီပါလဲဆို idea development ပေါ့အဲ့တော့တစ်ခါလေကြာရင်ကျွန်တော်တို့အခုမြန်မာပြည်မှာဆို trend လဲပြောင်းလာတယ်ပေါ့အရင်တော့ဆိုလို့ရှိရင်စီးပွားရေးလုပ်တဲ့သူတွေမှစီးပွားရေးလုပ်တာရမယ်ထင်တယ်နော်စီးပွားရေးလုပ်တဲ့သူတွေမှစီးပွားရေးလုပ်တာအခုကျတော့ဗာလဲဆိုကျမတို့လို့ပေါ့ sales ကျမတို့လည်းဒီထဲမှာပါလိမ့်မယ် solo သမားတွေပေါ့လေဒီလား solo ပေါ့တယောက်တည်းကနေပြီးတော့ငါအိမ်မှာနေပြီးတော့ငါonline လေးဖွင့်လိုက်မယ်စသည်အဲ့လို solo တွေများတဲ့အခါမှာကျတော့တခါလေကြာရင်ကျမတို့ကအလုံးမလောက်ခင်ကျမတို့ကဘာအရင်ရှိတာဆိုစိတ်ကူးအရင်ရှိတာဖြစ်တယ်နော်အလုံးမလောက်ခင်ကျမတို့အလုံးလောက်ချင်တဲ့ဟာကိုအလုံးဆိုပြီးကျမတို့တန်းလောက်တာမဟုတ်ဘူးရှင်အရှင်းမှာပါလဲဆိုရင်ကျမတို့ idea ရှိတယ်ငါတော့ဘာလုံးရင်ကောင်းမှာပဲဆိုတဲ့ idea ဆိုတာရှိတယ်အဲ့တော့ business plan ဒီ idea ကနေပြီးတော့တကယ်အကောင့်ထဲဖြစ်ပေါ်လာအောင်လို့ကျမတို့ကဘာလုပ်တာလဲဆိုတော့အကောင့်ထဲပေါ်လိုက်တာဖြစ်တယ်နော်အဲ့တော့အကောင့်ထဲပေါ်လိုက်တာဖြစ်တဲ့အခါပါဆိုလို့ရှိရင်ဒီအကောင့်ထဲခဏလေးနော်ကျမ mic လေးပေးရအကောင့်ထဲပေါ်တဲ့နေရာမှာဘာတွေထည့်ပြီးစဉ်းစားရတာလဲဘာတွေပါတာလဲပေါ့နော်အဲ့ဒါတွေကိုကျမတို့အသေးစိတ်သွားမှာဖြစ်တယ်အဲ့တော့အရင်ဆုံးဒီပါလဲဆိုအလုပ်လုပ်ဖို့ဒီကျမတို့ကစိတ်ကူးအရင်ရှိတယ် idea အရင်ရှိငါဘာလုပ်ရင်ကောင်းမှာလဲဘာလုပ်ရင်ကောင်းမှာလဲဆိုတော့ဘာဖြစ်လို့အဲ့ဒီ business ကိုရွေးချယ်တာလဲနော်ဒါလေးတွေကကျမတို့စဉ်းစားရမယ့်ချက်ကလေးဖြစ်တယ်နော်နံပါတ်2ကတော့ဘာလဲဆိုလို့ရှိရင်ကျမတို့ value ပေါ့နော်value လို့ခေါ်တယ်ဒါလေးကလည်းကျမအမီးလေးတော့ပြောမယ်ပေါ့တကယ်တမ်းတော့ရှင်းစရာတွေအားကြီးပဲပေါ့နော်အဲ့တော့လူတွေကဘာရောင်းမယ်ပေါ့နော်အထည်ရောင်းမယ်ဆေးရောင်းမယ်အစီကြဆေးရောင်းမယ်အဲ့ဒီဟာတွေပဲရောင်းတာတွေပဲပြောနေဆိုတော့ရောင်းတိုင်းဝယ်ရမှာလားဆိုတဲ့ message ကလည်းရှိတာเนาะအဲ့တော့ကျမတို့ကရောင်းမယ်လို့စဉ်းစားတာတည်းကျမတို့က value တွေပေးတယ်လို့စဉ်းစားတာကျမတို့ marketing အတွက်ကောတည်တယ်ပေါ့လေဒါ value သွားမှာဖြစ်တယ်ပြီးရင်တော့ဒါကျမတို့ market အကြောင်းပေါ့နော်ဈေးကွက်အကြောင်းသိဖို့လိုတယ်ဆိုတော့ဒါကအဖြစ်ကလေးပဲရေးထားတာပေါ့တကယ်တမ်း sales marketing industry analysis အဲ့ဒါရဲ့ပြီးရင် strategy ပါမယ်နောက်လုပ်ငန်းဘယ်လိုလဲတာလဲပေါ့ဒီလုပ်ငန်းမှာ social နိုင်ခြေတွေဘာတွေရှိလဲကျမတို့ဒါတွေလည်းရှင်းမှာဖြစ်တယ်เนาะနောက်ဆုံးကတော့ဘာလဲဆို finance ပိုင်းเนาะအပေါ်ကတစ်ကနေ9ထိကတော့ဘာလဲဆို non finance ပိုင်းပေါ့ finance နဲ့မသက်ဆိုင်တဲ့အရာတွေဖြစ်ပြီးတော့နံပါတ်6ကတော့ဘာလဲဆိုရင် finance ပိုင်းဖြစ်တယ်အဲ့တော့နံပါတ်7ကတော့ဘာလဲဆိုရင်ဒီတင်တန်းတစ်လျှောက်မှာဆိုလို့ရှိရင် sales မတို့ဒီကိုယ်တိုင်ပြင်ရမယ်အဲ့ business plan ကကိုအတိဆုံးလေเนาะဆိုတော့ကျမဒီ frame ပေါ့ frame ကိုချပေးမယ်
အဲ့ frame ကိုမူတည်ပြီးတော့ sales မတို့ကကိုယ့်ရဲ့ business idea ကိုအဲ့ frame ထဲကိုထည့်ပြီးတော့ကိုယ်တိုင် prepare လုပ်ရမယ့်အပိုင်းတွေပါတယ်ကျမတော့ဟိုအနိကကြည့်ချက်ပေးမယ့်အပိုင်းရှိရပေါ့လေနော်ဆိုတော့ခုနကဆရာတက်စင်လည်းပြောသွားတာဘယ်လိုလဲဆိုရှင်ကျမတို့ကဒါ assignment ပါတယ်เนาะအဲ့တော့ကျမတို့က certificate လိုချင်နေဆိုရင်ဒီ business plan ကထွက်ကိုထွက်ရမှာเนาะကျမတို့က business plan ထွက်ဖို့ဦးတည်တယ်အဲ့တော့ number 8ကတော့ဘာလဲဆိုရင်ကျွန်တော်တို့ physical session တစ်ချိန်ပါပါတယ်ရှင်တစ်နေ့လုံးပေါ့เนาะအဲ့တော့ business plan ထွက်ပြီးရင်အဲ့ business plan ကို present လုပ်ရတဲ့ဟာပါတယ်ဒါထူးခြားချက်ပေါ့เนาะအဲ့တော့ကျမတို့ဒီ physical on campus ကော online ရောနှစ်ခုတွဲနေပါတယ်လို့ပြောချင်တာเนาะအဲ့တော့ကျမတို့တင်ပြဖို့ရှိတယ်တရားကို15မိနစ်20ပေါ့လေเนาะအဲ့အချိန်ကျရင်လူဘယ်နှယောက်ကြံမလဲဆိုတာကျမတို့မသိဘူးပေါ့နောက်ပြီးဒီဟာကိုဘယ်နှယောက်တက်မလဲတော့ကျမတို့မသိပါဘူးเนาะအဲ့တော့ခွန်နဲ့ရှစ်နဲ့ဒီကိုလုံးရမယ့်အပိုင်းတွေဖြစ်တယ်ဆိုတာလေးကိုကျမတခါလေးပြောချင်တာပေါ့เนาะကျမတို့ဒီမှာဆိုရင်ကိုယ့်ရဲ့ business plan ကိုပြင်ရတယ်ကိုယ့်ရဲ့ idea ကိုယ့်ဘက်ကို generate ထုတ်เนาะကျမ skeleton ပေးမယ်အဲ့ skeleton တွေကိုထည့်ပြီးကိုယ့်ဘက်ကိုပြင်เนาะပြင်ပြီးကျမတို့တကယ်ဒီ physical တက်ရတဲ့နေ့ကြလို့ရှင်တော့ကျမတို့ကိုယ်တိုင်တင်ပြရမယ်ပေါ့အဲ့တင်ပြတဲ့အခါမှာကျမတို့ကြံတဲ့သူတွေကလည်းချင်းချင်းဝိုင်းပြီးဒါဆိုရင်တော့ဘလို့ဖြစ်တင်ပါတယ်ဆိုပြီးကျမတို့ဘာလုပ်ရမလဲဆိုလို့ရှိရင်တယောက်နဲ့တယောက်အကြံလေးတွေပေးမယ် feedback လေးတွေပေးမယ်ပြင်ဆင်မှုလေးတွေလုပ်မယ်ပေါ့ဒီလိုသွားမှာဖြစ်တယ်ဒါအဆုံးသတ်ကလေးကတော့လှတယ်ပေါ့ဆရာတို့ကျမတို့ရေနော်အဲ့တော့အဆုံးသတ်လှဖို့ဆိုတာကျမတို့ဒီ August ကိုကျမတို့ September ကိုကကျမတို့အတွက်ဟိုတေချာလေးလိုက်လို့ကိုလိုတယ်လို့ပြောချင်တာနော်အဲ့တော့စပြုတယ်ဆိုတာဘာလဲဆို idea စเนาะဒီ idea ကနေပြီးကျွန်တော်တို့ဘာလုပ်မလဲဆိုရင် idea generation ပေါ့ဘယ်လိုတွေလဲပတ်မှာဘာတွေထုတ်မှာလဲဈေးကွက်ကိုဘယ်လိုဖောက်မှာလဲ operation ကိုဘယ်လိုလုပ်မှာလဲเนาะကိုကဘာတွေဖြည့်ဖို့လိုတာလဲเนาะငွေကြေးတွေရောစသည်ပေါ့ financial non financial အကြောင်းတွေပါသွားမယ်သွားပြီးရင်တော့ကျွန်တော်တို့စာအုပ်ထွက်လာပြောချင်တာเนาะစာအုပ်ထွက်ပြီးမှဒါ sales မှာတော့ဈေးကွက်ထဲကိုဘယ်လိုဖောက်မလဲဆိုတာလေးကိုသွားမှာဖြစ်တယ်เนาะအဲ့တော့အရင်ဆုံးရေးကြည့်တာဒီပါလဲဆို idea ကို generateကြောင့်ဒီလုပ်ငန်းကိုပဲရွေးချယ်တာလေအဲ့ဒါကိုယ့်ရဲ့ idea ပဲရွေးချယ်တဲ့အကြောင်းရင်းကိုယ်မှရှိလိမ့်မယ်တယောက်နဲ့တယောက်မတူနိုင်ဘူးเนาะဥပမာအလုပ်တွေအများကြီးရှိတဲ့ထဲမှာကျမကဘာဖြစ်လို့စာပဲဒီ service ဒီ product ထုတ်ဖို့ဘာကြောင့်ရွေးချယ်ရတာလဲ idea အဲ့ဒါနေစမယ်လို့ပြောချင်เนาะဒါ idea generation တယောက်တဲ့သူတွေကဘာလဲဆိုခုနလိုစိတ်ကူးပဲရှိတယ်ပေါ့ဒီစိတ်ကူးလေးကိုဘလို့အကောင့်ထဲပေါ်ရမလဲပေါ့ဘယ်ကနေစိတ်ကူးတာရှိတယ်စိတ်ကူးရှိတယ်တချို့ကလည်းဒါလုပ်ငန်းခွင်ထဲမှာဆိုတော့မသိလို့เนาะဒီ business environment မှာအများကြီးပဲသူများကဘာခေါ်လဲ online တက်ရောင်းလို့အရန်ရောင်းရတာပဲဆိုပြီးကိုကဝယ်ပြီးရောင်းရတာရောင်းလိုက်တယ်ပေါ့ပြီးတဲ့အခါမှာဘာဖြစ်လဲဆိုဝယ်မဲ့လူလည်းမရှိဘဲနဲ့အဲ့ဒီရောင်းရတဲ့ဟာလည်းမကြည့်ဘဲနဲ့ဟိုကိုပြောရရင်တက်တေချင်လောက်အောင်ဖြစ်တဲ့လူလည်းတွေ့တယ်အဲ့ဒါဘာလဲဆိုရင်စိတ်ကူးရှိကျမတို့ကတေချာလေးပေါ့နော်ဟိုတေချာလေးမစင်စားဘဲနဲ့သူများအပေါ်ယံလေးပဲမြင်တယ်ပေါ့ပြောချင်တာသူများတွေရောင်းနေရတာပဲဈေးကွက်ထဲဝင်လာတဲ့သူတွေနော်ဆိုတော့ဒါကကျမတို့တင်ကြားမှုတင်ယူမှုမလုပ်ဖဲနေတော့ဈေးကွက်ထဲကိုရမ်းကြီးပေါ့ကို့မှာအတွေ့အကြုံမရှိရင်ရမ်းကြီးတော့မလုပ်သင့်ဘူးပေါ့ဒီကစ်ထဲမှာပေါ့နော်ဒါကြောင့်မလို့ကျမတို့ကဒီမှာပေါ့နော်ကိုဆိုလိုသမားတွေပေါ့နော်တကယ်လို့ခုမှဈေးကွက်ထဲဝင်မဲ့ဘာလို့ရမယ်ဘယ်လိုစတင်ရမယ်မသိဘူးဆိုရင်ဒီတင်တန်းကတကယ်ကိုအတွက်တင့်တော်တဲ့တင်တန်းလို့ပြောချင်တာဖြစ်ပါတယ်နော်နောက်တစ်ခုက plan ရှိတယ်ပေါ့အခုလက်ရှိလုပ်နေတယ်နောက်ထပ်ချက်ချင်တယ်ပေါ့နော်တိုးချက်ချင်တဲ့သူတွေပြီးတိုးချက်ဖို့အတွက်ခက်နေတယ်ပေါ့နော်ရှေ့ဆက်သွားဖို့ခက်နေတယ်ဆိုတာဒါဒီကိစ္စဒီပါလဲဆိုရင်ခက်ခဲနေတယ်ဆိုတာအကြောင်းတော့မျိုးမျိုးရှိနိုင်တယ်ပေါ့နော်sales problem လားဒီမှမဟုတ်လို့ရှိရင်ဒီနိုင်ငံရေးစီးပွားရေး pastel လို့ခေါ်တယ်ပေါ့နော်ဒီပတ်ဝန်းကျင်ကမျိုးမျိုးပေါ့သူ့မှာတော့ပြဿနာတော့ရှိနေတာပေါ့နော်ဆိုတော့အဲ့ဒါတွေလည်းကျမတို့ဒီ business plan လုပ်ရင်းနဲ့မှာအော်ငါဘာတွေဖြစ်နေရလဲဆိုတာတွေ့ရမယ်လို့ယူဆရတယ်ပေါ့ဆက်စပါလို့နော်ဘာလို့ဆိုတော့ကျမတို့ကဟိုခက်ခဲနေတာတွေကျမတို့ဖော်ထုတ်မှဖြစ်တာနော်ပြီးတဲ့အခါမှာကျမတို့ကကျွန်တော်များပြီးတာတော့ပေါ့နော်ပြီးလို့ရှိရင်ဒီလုပ်ငန်းလေပတ်နေတယ်ထပ်ပြီးတိုးကျင်တာလားနော်ဘာတွေလုံးဝမလဲဆိုတာသိကျင်တဲ့လူတွေဆိုလို့ရှိရင်လည်းဒါဒီတင်တန်းတက်တင်တယ်ပေါ့နော်ပြီးရင်ကျမတို့အကုန်လုံးကိုနားလည်ကျင်တယ်လုပ်ငန်းတစ်ခုလုံးကိုခြုံပြီးနားလည်ကျင်တယ်မလုပ်ဘူးသေးဘူးဆိုရင်ဒါတွေလည်းစဉ်းစားရမယ်ဒါတွေလည်းစဉ်းစားရမယ်နော်ဒါလေးကိုကျမတို့တွားမှာဖြစ်တယ်နော်ပြီးရင်ကိုယ်တိုင်ရေးဆွဲရမယ်နော်ဒါလေးလည်းပြောခဲ့တယ်ကိုယ်တိုင်ရေးဆွဲရမယ်ကျမပြောခဲ့တယ်ခုနငွေကြေးအရင်ကြီးပေါ့လုပ်ငန်းတော့လုပ်နေတယ်ထက်လဲချက်နေဒါပေမဲ့ငွေလိုအပ်တယ်ပေါ့နော်ငွေရင်းနှီး
အထောက်ပံ့လိုအပ်တယ်ဆိုလို့ရှိရင်ကျမတို့ကဘဏ်ရဲ့အထောက်ပံ့လိုချင်တာဒါမှမဟုတ်ယင်းနှိမ့်နှံသူတွေအထောက်ပံ့လိုချင်တာဆိုရင်တော့ဆရာတို့ကျမတို့ရဲ့ဒီခေတ်ထဲမှာဘယ်သူမှပတ်စံကိုဘလိုင်းမပေးဘူးပြောချင်တာဟုတ်ပြီနော်ကိုမှဘန်ဆိုရင်လည်းကျွန်တော်တို့ပိုင်ဆိုင်မှုအထောက်ထားတွေပြမယ်ပိုင်ဆိုင်မှုအထောက်ထားရှိတိုင်းလည်းမပေးဘူးဘာအတွက်လဲမေးပြီကျွန်တော်ကဒီအတွက်ဒါအတွက်ဒါပေမဲ့အဲ့ဒါတွေကပါဇက်ကပြောလို့မရဘူးနော်ဘာဖြစ်လို့လဲဆိုတော့ဆရာတို့ကျမတို့ဒီဘန်ကိုချင်းခွေသွားလျှောက်တယ်ဆိုလို့ရှိရင်ဘန်မန်နေဂျာနဲ့တွေ့မယ်ဒါပေမဲ့ဆရာတို့ကျမတို့ရဲ့ဟာကို तू ကတစ်ချိန်လုံးခေါင်းနဲ့ထည့်ထားမှာမဟုတ်သူ့မှာလည်းဆရာတို့ကျမတို့တယောက်တည်းမဟုတ်တခြားကစားတယ်အားရှိတယ်ပြောချင်တာအဲ့တော့ sales မတို့ဒီကိုရဲ့လုပ်ငန်းအကြောင်း present လုပ်နိုင်တဲ့အထောက်အထားတင်ပြနိုင်တဲ့ document တစ်ခုတော့လိုအပ်တယ်လို့ပြောချင်တာအဲ့ဒါဒီ business plan ပဲအဲ့တော့ business plan လို့ပြောလိုက်လို့ရှိရင်ကိုကအများကြီးရှင်းပြစရာမလိုဒီထဲမှာပါတယ်ဟုတ်လားတစ်ချိန်လုံးဖုန်းဆက်ပြီးဟိုကဘာလိုတာလဲရင်ဒီကဘာဖြစ်တာလဲရင်ဆိုပြီးမေးစရာမလို business plan စာအုပ်တင်ပြလိုက်ရင်ကိုယ့်ရဲ့လုပ်ငန်းကြီးဘယ်လောက်ခိုင်မာမှုရှိတယ်လဲဆိုတာကိုလည်းဖော်ပြတယ်ဘယ်လောက်စနစ်တကျလုပ်တယ်ဆိုတာကိုလည်းဖော်ပြတယ်နော်ဒါကြောင့်မလို့ငွေကြေးအရင်းနှီးလိုအပ်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ပြင်ဆင်ရမယ့်စာရွက်စာတမ်းဒီ business plan ပါလို့ပြောချင်တာနော်ပြီးရင်တော့ကျွန်တော်တို့တူးချင်းပေါ့နော် business owner တွေတက်ရောက်တင်ပါတယ်နော်ဒါလေးကတော့တက်ရောက်တဲ့နဲ့သူပြောတာဒါဆိုရင်ကျွန်တော်တို့ business plan ဆိုတာပါလဲဆိုတော့စာအုပ်လုပ်ရမယ်ပေါ့ဒီဟာကတော့ message မှတ်ထားလိုက်ပေါ့လေနော်စာအုပ်ကတော့မဖြစ်မနေလုပ်ရမှာအဲ့တော့ business plan မှာနှစ်ပိုင်းရှိတယ်နော်အဲ့တော့ကျွန်တော်တို့အင်္ဂလိပ်လိုအဲ့တော့အကြောင်းအရာပိုင်းရှိမယ်ငွေကြေးပိုင်းရှိမယ်ဒီနှစ်ခုရှိတယ်ပေါ့နော်အဲ့တော့အကြောင်းအရာပိုင်း non financial part ရှိမယ် financial part ရှိမယ်နော်အဲ့တော့အကြောင်းအရာပိုင်းမှာလုပ်ငန်းအတွင်းရဲ့လုပ်ငန်းအပြင်ရဲ့ finance ကတော့ finance ပိုင်းနော်အဲ့တော့အသေးစိတ်အနေနဲ့ကြည့်မယ်ဆိုရင်အကြောင်းအရာပိုင်းမှာဘာတွေပါမလဲဆိုရင် so idea generation ပေါ့ခုနကတော့နော်ကိုကဘလို့နောက်ခံအကြောင်းတရားတွေရှိလို့ဒီလုပ်ငန်းကိုယူရလဲပေါ့ဘာကျွမ်းကျင်မှုတွေရှိလို့တချို့ကမိဘတွေကလေဒီလိုလုပ်ခဲ့တာဒါကြောင့်မို့ကျွန်တော်အဖြစ်ဒါကိုဆက်ခံချင်ဖို့ဆက်ခံပြီး upgrade လုပ်ချင်ဖို့စသည်ပေါ့ဒီလိုအကြောင်းတရားတွေရှိတယ်နော်အဲ့တော့ business ကိုဒီ business ကိုဘယ်လိုကြောင့်စပြရတာနော်ပြီးရင် value ပေါ့နော်ကျွန်မပြောတဲ့ဟာပြီးရင်ကျွန်တော်တို့ analysis ပိုင်းနေအများကြီးပဲအဲ့တော့ဒါတွေဒီကျွန်မ analysis ဆိုလို့ရှိရင်ဒီမှာအနည်းဆုံးဘယ်နှခုရှိလဲဆို9ခု10ခုရှိတယ်နော်အဲ့တော့ကျွန်မဒါတွေအသေးစိတ်ကိုတော့ကျွန်မဒီ module ထဲမှာကျွန်မထည့်မြေတော့ဘူး industry analysis ပဲရေးထားတယ်တခုချင်းဆိုလဲအရန်ပေါ့ဖောင်းပွားပြီးတော့လေဟာအများကြီးတင်ပါလားဆိုတချို့ကလည်းလက်သွားမလားတော့မသိဘူးပေါ့လေနော်ဒါကြောင့်မလို့ကျွန်မဒီမှာကျွန်တော်တို့အသေးစိတ်ပြောတာဖြစ်တယ်ဒါကတော့ဗာလဲဆိုရင်လုပ်ငန်းရဲ့ analysis ပေါ့လုပ်ငန်းအပိုင်းကိုအတွင်းရောအပြင်လေ့လာတဲ့ပိုင်းပေါ့အဲ့တော့လုပ်ငန်းမှာဆိုရင်ကျွန်တော်တို့ဝင်ငွေရဖို့လုပ်တယ်နော်လုပ်ငန်းကြီးလုပ်ထားပြီးဝင်ငွေမဝင်အဆင်မပြေဘူးအဲ့တော့ sales and marketing plan လေးပါမယ်sales and marketing plan တွေပါမယ်ပြီးရင် business model canvas ပေါ့ဒါလေးကလည်းဒီနေ့နည်းနည်းရှင်းပဲပေါ့နော်နောက် operation risk management တွေနည်းနည်းပါမယ်အဲ့တော့ဒါကတော့ကျမbusiness plan ဆိုတာဘာလဲဒါတွေအကုန်လုံးဣတိမျိုးတင်ပါလားဆိုတော့ဟုတ်ပေါ့ဒါကြီးကတော့ full business plan ပေါ့ full business plan နီးပါးကိုကျမတို့ပြောထားတာဖြစ်တယ်ဒါတွေအကုန်လုံးတင်ရင်တော့နောက်ထပ်တစ်လလောက်ထပ်ပြီးအချိန်ယူရမှာပေါ့ဒါပေမဲ့အများစုကဘာဖြစ်လိမ့်မယ်နော်အများစုကဘာဖြစ်လိမ့်မယ်ဆိုတော့ဒါလေးကတော့ကျမတို့အသေးစိတ်သွားမယ်အကြောင်းအရာပေါ့အဲ့တော့ finance ပိုင်းမှာဆိုရင်တော့ကျမတို့ profit and loss တွေမဖြစ်မနေသွားမှာ balance sheet ကတော့မပါဘူးเนาะ profit and loss သွားမယ်ပြီးရင်ကျမတို့ budgeting ပေါ့ဘယ်လိုတွေရထားမှာလဲပြီးရင် repayment ဆိုတာကကျမတို့ငွေကြေးအထောက်ပံ့ယူပြီးဆိုသူများကပြန်ပေးဖို့လိုတယ်เนาะအဲ့ကြရင်ကျမတို့ budgeting တွေဘယ်လိုလုပ်ရမလဲအဲ့ဒီသုံးခုပဲပါမယ် balance sheet တို့ကျမတို့ cash flow focus တို့အဲ့ဒါတွေတော့မပါဘူးပေါ့ပြောချက်เนาะအဲ့တော့ business plan ဒီလိုမျိုးဖြစ်ပါတယ်ဆိုတာလေးကိုကျမမြင်အောင်လေးတစ်ချက်ပြောပြเนาะအဲ့တော့ business plan မှာဆိုလုပ်ငန်းအကြောင်းအရာပါမယ်ကိုယ့်ရဲ့ထုတ်ကုန်ဈေးကွက်အားနည်းချက်အတားချက်လေးလာဆန်းစစ်တာတွေနောက်ကိုယ့်ရဲ့လုပ်ငန်းဒီနည်းပညာတွေသုံးရတာเนาะလုပ်ငန်းဖွဲ့စည်းပုံဘယ်လိုရှိလဲ market sales and marketing ဘယ်လိုရှိလဲเนาะဘယ်လိုလဲပတ်နေလဲเนาะfuture plan ကိုဘာဖြစ်ချင်တာလဲပေါ့เนาะဒီတစ်နှစ်ပဲလုပ်ချင်တာလားဒါမှမဟုတ်နောက်3နှစ်အထိလုပ်ချင်တာလားဘယ်နှစ်နှစ်လုပ်ချင်တာလဲပေါ့ကျမတို့ကเนาะနောက်ပြီးရင်ကျမတို့ငွေကြေးချီအဲ့တော့ပြောချင်တာက business plan ဒီရှုထောင့်ဘောင်းဆောင်ကနေလုပ်ငန်းလဲပတ်တဲ့အခါမှာလိုအပ်တဲ့အရာအားလုံးကိုထည့်သွင်းစဉ်းစားပြီးတော့ရေးဆွဲဒီဟာကြီးကိုရိုင်းမကြည့်နဲ့တော့ရမယ်နော်ဒီဟာတက်အများကြီးကျယ်ပြန့်တယ်လို့ပြောချင်တာနော်ဒါကတော့ကျမအိုးဒါတွေပါမယ်ဒီလောက်ပဲကျမတို့ပြောချင်တာလေနော်တကယ်တမ်းလောက်ဆရာကြီးလည်းအများကြီးပါတယ်ပေါ့နော်အဲ့တော့နံပါတ်6အထိဒီပါလဲဆိုရင် financial နဲ့ non financial ဖြစ်တဲ့
ဆက်စမတို့ကိုယ်တိုင်လောက်ရမှာခုန9နဲ့10တီနော်9နဲ့10တီဘာလဲဆိုလို့ရှိရင်ကိုယ်တိုင်ရေးရမယ်ကိုယ်တိုင် present လုပ်ရမယ်ပေါ့နော်ဒါလေးရှိပါတယ်နော်โอเคအဲ့တော့ကျမတို့ဒီမှာဆိုရှင်ကတော့ဒီ outline တွေတစ်ချက်သွားမယ်ပေါ့နော်ဒါဆိုရင်ခုနကတော့ဒီ business plan မှာဆိုလို့ရှိရင် financial အကြောင်းပါမယ် non financial ပါမယ်ဆိုတာလေးတော့သိเนาะအဲ့တော့ non financial မှာဆိုရင် analysis တွေပါမယ်ထုတ်ကုန်အကြောင်းဝန်ဆောင်မှုအကြောင်းပါမယ် sales and marketing ပါမယ်လေပတ်တဲ့အကြောင်းလုပ်ငန်း operational ပါမယ်ပြီးလို့ရှိရင် risk management အကြောင်းတွေပါမယ်စသည်ပေါ့ဒါတွေပါမယ်ဆိုတဲ့အကြောင်းအရာအကြမ်းမြင်လေးကိုကျွန်တော်တို့ပြောပြီးပြီပေါ့เนาะဒါဆိုလို့ရှိရင်အခုဝေကြေးအရင်းနှီးလိုချင်တဲ့သူတွေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဘယ်လိုပတ်သက်တာလဲပေါ့နော် business plan ကဒါလေးကိုလည်းကျွန်တော်ပြောမယ်နော် okay အဲ့တော့ဒါလေးရှိရပေါ့နော်ကျွန်မလည်းဒါဘန်မှာလုပ်ခဲ့တာဖြစ်တဲ့အတွက် sales မတို့ဒီဒီတင်နန်းမှာဘန်ရဲ့ရှုထောင့်မှာတော့နားတယ်ပေါ့နော်ဘန်ရဲ့ရှုထောင့်ဘန်ကဘယ်လိုကြည့်တာပါဆိုတဲ့ရှုထောင့်မှာကျွန်မ sales ကိုမျှဝေနိုင်တယ်ပေါ့ဘာလို့ဆိုတော့ကျွန်မဘန်မှာလုပ်လာခဲ့တဲ့သူဖြစ်တဲ့အတွက်ပေါ့လေနော်အဲ့တော့ business plan ကဘာကြောင့်ပေါ့နော်ဒီငွေကြေးအရင်းနှီးရရင်လိုအပ်တာလဲနော်ဒါဥပမာလေးကျွန်မကြည့်အောင်နော်အဲ့တော့ဒါဥပမာလေးပေါ့နော် mobile site ပေါ့လက်ရှိ design ဖွင့်ထားတယ်ပေါ့လက်ရှိဖွင့်ထားတယ်နောက်ထပ် extension အတွက်နောက်ထပ် design ထပ်တိုးမယ်ပေါ့နောက်ထပ် design ထပ်တိုးတဲ့အခါဆိုရင်ကျွန်မဒါ idea generate နောက်ထပ်တစ်ခုဖွင့်ချင်တာလဲပေါ့နော်နောက်ထပ်တစ်ခုဘာကြောင့်ဖွင့်ချင်တာလဲဆိုရင် तू လက်ရှိလဲရောင်းအားကောင်းနေတယ် तू မှာအတွေ့အကြုံတွေလည်းရှိနေတယ်ဈေးကွက်ကိုလည်းနားလည်လဲပေါ့ကွာနောက် demand လည်းရှိနေတယ်ပေါ့ပြောချင်တာနော် demand လည်းရှိနေတယ်သူ့လက်ထဲမှာလည်းငွေအသင့်တရှိတယ်နောက်ခံအကြောင်းတရားဒီလောက်ရှိမှ तू လည်းနောက်ထပ်ဖွင့်ဖို့ကြိုးစားမယ်ထင်ပါတယ် sales ပါလို့ရနော်ဒီခေတ်ထဲမှာအရန်စဉ်းစားရတယ်လေ okay ဒါဆိုလို့ရှိရင်ကျမတို့ဒီဟာဖွင့်ဖို့အတွက်ဘာတွေလိုမလဲပေါ့တကယ်ဖွင့်မှလားမဖွင့်ဘူးလားခုနရှိတာတစ်ပိုင်းပဲနော်ရှိတိုင်းဖွင့်နေတာမဟုတ်ဘူးလို့ပြောချင်တာဖွင့်မယ်ဆိုရင် तू ထပ်ပြီးစဉ်းစားရတော့ဖွင့်တင်လားမဖွင့်တင်လားဒီခေတ်အနေထားနဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဒါတွေ analysis အပိုင်းတွေမှာပါမယ်နော်အဲ့တော့ဖွင့်မယ်ဆိုရင်ဘာတွေလုပ်ကျမတို့ idea စပြီးတော့စဉ်းစားပြီနော်အဲ့တော့မလုပ်ခင်ကျမတို့ဒီ sales ပါလို့ရမယ်နော်ဆိုင်ကန်းအရင်ငားမယ်ကျမတို့နော်ဆိုင်ကန်းငားမယ်ပြီးရင်ကျမတို့ဆိုင်ကန်းကဒီဈေးလေးထားပါတော့เนาะပြီးရင်ပြင်မယ်လေဆိုင်ကန်းဒီတိုင်းလုပ်လို့မရเนาะပြင်မယ်ပြင်ပြီးရင်ကျမတို့ဘာလုပ်အောင်လဲဆိုရှင်ပစ္စည်းတွေထည့်မယ်เนาะပစ္စည်းတွေထည့်မယ်ဒါခက်မှန်းပေါ့ sales model တွေဒီအတိုင်းကြီးကဟုတ်မှာလားတွေမဟုတ်မှာလားတွေမဟုတ်ပါတော့အဲ့လိုမျိုးစဉ်းစားပြီးတဲ့အခါမှာကျမတို့ကရောင်းเนาะအခြေအနေတွေဘယ်လိုရှိလဲပေါ့เนาะဒါကဒီစုစုပေါင်းဆိုရင်ကျမတို့ဒါမှန်းလိုက်တဲ့အခါမှာဆိုရှင်3800လောက်ရှိမှာပေါ့နော်ခံမှန်း3800 3400ဆရာလို့ဆိုပါတယ်နော်ဒီမှာဘယ်ဖြစ်သွားလဲအော်3800နဲ့တွားထားတယ်โอเคကြည့်အောင်3800ဆိုလဲ3800လောက်ကုန်မယ်လို့မှန်းရင်နော်3800လောက်ကုန်မယ်လို့မှန်းရင်ဆရာတို့ကျမတို့ရဲ့လက်ထဲမှာ3800ရှိမှအဲ့လုပ်ငန်းကြီးလုပ်ပြမှာဒါစဉ်းစားမစရမယ်နော်400လောက်ပဲရှိရင်မဖွင့်တော့ဘူးလားဟိုတာမန်နေနဲ့ဆိုဘယ်လိုစဉ်းစားလဲဆိုအခုစဉ်းစားလိုက်တဲ့ခါကျတော့မှငါလက်ထဲမှာ3800လောက်ရှိမှဆိုင်ငန်းတစ်ခါဆိုင်ငန်းတစ်ခါဖွင့်လို့ရမယ်လက်ထဲမှာ400ပဲရှိတယ်ဆိုရင်နောက်ထပ်400ကိုထပ်စုပါမှာလား400ကိုနောက်2နှစ်လောက်စုလိုက်စုပြီးလဲစုရောနောက်ထပ်ဆိုင်ထပ်ဖွင့်မယ်အဲ့ဒါဆိုဈေးတွေရောထပ်ပြောင်းပါလိမ့်ဆက်ဆိုတော့နော်ပြောချင်တာကလက်ထဲမှာ3800ကုန်မယ်ဆို3800အပြည့်ရှိမှ business က run တာမဟုတ်ဘူးလို့ဒီ idea ကိုရစေချင်တာဒါဆိုရင်လက်ထဲမှာ3800ကတော့လိုအပ်ချက်ခုနအကျန်းလေးပေါ့ဟိုအဓိကကုန်မဲ့မဖြစ်မနေကုန်မဲ့အရာကိုကျမတို့ကတည်ပြီးစဉ်းစားလိုက်တာပေါ့နော်မဖြစ်မနေကုန်မဲ့အဓိကဟာကြီးတည်ပြီးစဉ်းစားလိုက်တဲ့ခါမှာအိုးငါလက်ထဲမှာလို့800လောက်ရှိမှရမှာပဲဒါဆိုရင်လက်ထဲမှာ400ရှိရင် RAM လား80ရာခိုင်နှုန်း960ရှိရင် RAM လားဒါမှမဟုတ်80ရာခိုင်နှုန်း640ရှိရင် RAM လားပေါ့ဒါစပြီးစဉ်းစားတာပေါ့နော်ဆိုတော့အဲ့လိုစပြီးစဉ်းစားလိုက်တဲ့ခါမှာကျမတို့ကကုန်မှာတော့800ပေါ့ဒါပေမဲ့လက်ထဲမှာ400ပဲရှိပြီးတော့ကျမတို့ run ချက်တွေလုပ်နေခုဒီလိုစဉ်းစားတာပေါ့နော် run လိုက်တဲ့ခါကျတော့ဒါဆိုရင် channel 400လုပ်မလဲဆိုရင်တဲရောက်စီကခဏလှည့်မယ်ပေါ့ဆရာကျမတို့ပြောချင်တာနော်အဲ့တဲရောက်စီကလှည့်မယ်
ဘာလို့ဆိုအဲ့လိုလုံးမလဲ business ကဘာဖြစ်လဲဆိုရင်စပြီး run လို့ရပါလေဆိုတော့လုပ်ငန်းကတော့အကျွေးနဲ့မကင်လို့ပြောချင်တာเนาะအဲ့တော့ကျမတို့က400ဆိုတာငွေချေးပြီဆိုတာ ਨੇ ဘာလဲဆိုရင်ကျွန်တော်တို့ကုန်ကြစိတ်တွေတွေ့ရတော့เนาะကုန်ကြစိတ်ကဥပမာဆိုရင်ကျမတို့ခုနပေါ့เนาะဆိုင်ကန်းဘိုးတို့ဆိုင်ကန်းပြင်ကားတာတို့เนาะပစ္စည်းဘိုးတို့ဝန်ထမ်းကားတို့ဒါတွေရှိဒါထင်ရှားတဲ့ဟာပြီးရင်ကျွန်တော်တို့ဝင်ငွေတွေ तू ကတော့ trading ဆိုတော့ရောင်းရမယ်ပေါ့အရှိမလဲဆိုင်တစ်ဆိုင်ကဖွေးပြီးပြီဆိုတော့ဘယ်လို market ကိုဖောက်အောင်မယ်ဆိုတာလဲသူ့အတွက်တော်အသင့်အတွေ့အကြုံလေးလည်းရှိမယ်လို့မှန်းနေပေါ့လေအဲ့တော့ဒီလုပ်ငန်းကြီးလဲဖို့သူများစီက400ယူထား400ယူထားရင်အတိုးပေးရတော့မှာလေရမယ်နော်အတိုးပေးရတော့မှာအတိုးကငြိမ်မနေဘူးအဲ့တော့အတိုးပေးနိုင်မယ်ဆိုလို့ရှိရင်အတိုးပေးနိုင်တာတော့ဟုတ်တယ်ဘယ်သူစီကချီပါလဲဒါရှိတာဘာဖြစ်လို့လဲဆိုတော့အတိုးပေးရပြီဆိုရင်ကျမတို့ကနဲကျင်လားများကျင်တာဟုတ်တယ်မလားအတိုးပေးရပြီဆိုအတိုးနဲလေကောင်းနေပြီလေဒါကအရန်ရှင်းတယ်နော်အဲ့တော့အတိုးနဲလေကောင်းလေဖြစ်တဲ့အတွက်ဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့တွေဒီအတိုးနဲတဲ့အရင်းမြစ် source အဲ့ source ကြီးကကျမတို့ရှာဖို့လိုတယ်ဒါဆိုရင်ချင်းဝင်ရနိုင်တဲ့နီလန်တွေကဘာတွေလဲတခြားလူတွေရောယင်းနှမြုံနှံခြင်းတဲ့သူတွေရောပူပေါင်းဆောင်ရတဲ့နီလန်တွေကဘာတွေလဲကျမတို့ရှာရတော့ဟုတ်ရမယ်နော်ဒါအောင်ပြောချင်တာအဲ့တော့ငွေရနိုင်တဲ့အရင်းမြစ်တွေကျမတို့ရှာလိုက်တဲ့အခါမှာဘာတွေ့လဲဆိုတစ်ဖွဲ့နဲ့တစ်ဖွဲ့မတူပေါ့ဘန်ကတော့တစ်နှစ်တိုးအကုန်လုံးတစ်နှစ်တိုးကြည့်အောင်နော်အဲ့တော့တစ်နှစ်စာယူရယ်နဲ့ family and friends ပေါ့နော်မိတ်ဆွေတွေရှိမယ်ပြီးရင် finance company တွေရှိမယ် MFI တို့ကတလာတိုးတွေယူတာနော်ဆိုတော့တလာတိုးတွေယူတာဖြစ်တယ်အဲ့တော့ဘန်ကတော့တစ်နှစ်ကို14ချက်ရမယ်နော်အဲ့တော့မိတ်ဆွေတွေ family and friends ဆိုရင်တစ်နှစ်ကိုအဲ့လောက်ဂျာယူပေါ့ဆက်ပါတလာချင်းစီကြည့်အောင်နော်တလာချင်းစီကြည့်အောင်အဲ့တော့ဘန်ဒီချေးငွေအတိုးနှုန်းအ ਨੇ ဆုံးဖြစ်ပါတယ်ဆိုတော့အ ਨੇ ဆုံးဖြစ်တယ်ဆိုပြန်တော့လေဘာဖြစ်လဲဆိုလူတိုင်းအတွက်လက်လန်းမီကိုခက်ပြန်ရောရမယ်နော်လူတိုင်းအတွက်လက်လန်းမီကိုခက်ပါတယ်နော်အဲ့တော့ဘန်ချေးငွေရဖို့အတွက်လိုအပ်ချက်ကဘာလဲနော်ကျမတို့ဘာလုပ်တာလဲနော်ချေးငွေရည်ချက်ကဘာလဲဘာအတွက်လဲဆိုခုနကတော့မိုဘိုင်းလက်ရှိတစ်ဆိုင်ရှိတယ်နောက်ထပ်တစ်ဆိုင်ဖွင့်ဖို့အတွက်300လောက်လို့300ချိချင်တယ်ပေါ့ရည်ရွယ်ချက်ကနော်အဲ့တော့ကျမတို့ကချေးငွေချေးပြီဆိုရင်ဘန်းလည်းမေးတော့မှာလေဘယ်လိုပြန်ဆက်မှာလဲရမယ်နော်ဘာတွေလုပ်မှာလဲပြန်ဆက်တဲ့နီးလန်းဘယ်လိုလဲဆိုရင်ကျမတို့ကဟိုလိုဆက်မယ်ဒီလိုဆက်မယ်တွေနောက်ပြီးရင်ကျမတို့ကအလကားဒီတိုင်းပါဇက်ကပြောလို့မရဘူးသူလဲစမ်းစစ်မှုတွေလုပ်အောင်မှာဝေးထုတ်ပြီးဖို့ဟုတ်လားအဲ့လိုစမ်းစစ်မှုတွေလုပ်တဲ့ခါကျရင်တခုံးမေးလိုက်တခုံးဖြေလိုက်တခုံးမေးလိုက်တခုံးဖြေလိုက်ဆိုတာအချိန်ကြီးဖင့်တယ်ဒီလိုမျိုးမေးခွန်းတွေအသွားလာတွေလုပ်နေတဲ့ဟာဒီဘာလဲဆိုကျမတို့ကဒါစနစ်တစ်ခုလိုနေတယ်ဆိုတာကိုပြတယ်အဲ့တော့ကျမတို့ကငွေလိုတာမှန်တယ်ဒါဒီကျမတို့ပြင်ဆင်ထားတဲ့ business plan ပါဒီထဲမှာ business plan လို့ပြောလိုက်ရင်ဘန်းလည်းနားလေတယ်ဒီထဲမှာကိုကဘာလုပ်ငန်းလုပ်တာလဲဘာအတွက်ငွေလိုတာလဲဒီငွေကိုဆက်နိုင်ကြရှိလားအဲ့ဒါတွေအကုန်လုံးဒီ business plan ထဲမှာအဖြေရှိတယ်ဒါကြောင့်မလို့ငွေချီးတဲ့အခါမှာဆိုရှင်ဒီ business plan ကိုတင်ပြလိုက်လို့ရှိရင်ဘန်နဲ့ကိုနဲ့စကားပြောရတဲ့အသွားလာနဲသွားလိမ့်မယ်ပြောချင်တာဒါပဲနော်အဲ့လိုနဲသွားပြီဆိုရင်ကို့အတွက်လေအော်ဒီလုပ်ငန်းစနစ်ကလေးကြမကောင်းလားဒါကိုပြောချင်တာနော်အဲ့တော့ဘန်ဒီတစ်လကိုတစ်ကျန်းနဲ့68ပြားပဲရှိတစ်လကိုနော်တစ်လကိုဆိုအဲ့လိုချက်သို့တော့နော်လူတိုင်းလိုချင်တဲ့ဟာဒီအကောင်းဆုံးဒီဘယ်မှာပဲရှိလဲဆိုအမြင့်ဆုံးမှာပဲရှိတယ်နော် sales မှာတော့ဘယ်အရာမှတော့လွယ်လွယ်ကူကူမရှိဘူးအဲ့တော့ family and friends ဒီတစ်လောက်2ချက်တိုးကနေ5ချက်တိုးချင်းငွေကုမ္ပဏီဆိုလဲ2ချက်ကနေ9ချက်တစ်ခါ10လောက်တော့ microfinance ဒီတစ်လောက် 2.33 ဒါပေမဲ့သူဒီmaximum 100လောက်ပဲယူလို့ရတယ်ဆိုတော့ပြောချင်တာကဒီမှာကတစ်ခုနဲ့တစ်ခုဒီသူ့ဟာနဲ့သူဘာဖြစ်လဲဆိုလို့ရှိရင်တမတ်ချက်တွေမတူအားနည်းချက်အားသာချက်တွေမတူဒါကိုပြောချင်တာ
ဟုတ်ပြီနော်ဘန်တို့တော့တက်တာတယ်လူတိုင်းလိုချင်တယ်ဒါပေမဲ့ဘန်တောင်းတဲ့အာမခံတွေ business plan တွေပေးနိုင်မှုက question mark ဖြစ်တယ်တချို့တော့ကိစ္စတွေနော်ဘာဖြစ်လို့ဘန်ဆိုတာ formal organization ဖြစ်တယ်တရားဝင်ဖွဲ့စည်းထားတဲ့ organization ဖြစ်တော့ပေးတဲ့စာရွက်စာတမ်းတွေက form ရှိတယ်ဒါဆိုရင်ကျမတို့ကဘယ်သူတွေနဲ့တွားပြီးပူးပေါင်းလို့ရလဲ micro finance ကယူမလားချစ်ငွေကုမ္ပဏီကယူမလားမိတ်ဆွေဆရာယူမလားစနော်ဒါလေးတွေစဉ်းစားရတာပေါ့နော်အဲ့တော့ business plan ဆိုတာကအဲ့ဒီလိုမျိုးပေါ့နော်ဘဏ်ကိုတင်ပြဖို့အတွက်ကျမတို့ကဒီငွေကြေးလိုအပ်တဲ့သူတွေဆိုရင်ဘဏ်ကိုတင်ပြဖို့အတွက်ဆဲတဲ့ထဲမှာလည်းရွေချက်တစ်ခုလို့ပြောချင်တာနော်အဲ့တော့ business plan မှာဆိုရင်ကျမတို့ financial နဲ့ non financial ရှိတယ်နော်financial ဆိုလို့financial ဆိုရင် finance ပိုင်း non financial လုပ်ငန်းအပိုင်းထုတ်ကုန်ပိုင်းနည်းပညာအသုံးပြုမှုဘာမှုညာမှုပေါ့အဲ့လိုပေါ့အဲ့တော့ကျမကရှေ့မှာလေကျမ business plan မှာတွေပါလို့ပဲအဲ့တော့ဒါပဲလားဒါမှမဟုတ်လေတိတ်များတယ်ပေါ့နော်ဆင်မရဲ့ပြောချင်တာနော်ခုနလည်းပြောခဲ့တယ်အကုန်လုံးကြီးပါမှာမဟုတ်ဘူးလို့နော်အကုန်လုံးကြီးပါမှာမဟုတ်ဘူးကိုယ်လုပ်ငန်းအမျိုးအစားပါလေကိုယ်လုပ်ငန်းရဲ့ size ကပါလေဒီ size သေးရင်ကျမတို့ business plan လဲကျမတို့ရေးတဲ့နေရာမှာ information နည်းကောင်းနည်းသွားလိမ့်မယ်မသိဘူးဒါတယောက်ချင်းစီရဲ့ပုံမှာမူတည်တယ်ပြီးရင်တယောက်နဲ့တယောက် business plan ကမတူဘူးဘာဖြစ်လို့လဲဆိုတော့လုပ်ငန်းမတူတဲ့အတွက် business plan မတူဘူးအဲ့တော့လုပ်ငန်းတူနေရင်ရောဆိုတူနေရင်တော့မှတခါလေစဉ်းစားပုံလေးတွေနည်းနည်းကွဲတူနေတော့တူနိုင်ချင်50%ရှိတယ်ဒါပေမဲ့မတူတဲ့အရာတွေရှိတယ်လို့ပြောချင်တာရမယ်နော်တယောက်နဲ့တယောက်မတူတဲ့အရာထပ်တူကြီးကတော့ဘယ်လိုမှမကြနိုင်နော်အဲ့တော့ဘာဖြစ်လဲဆိုရင် business plan ကလုပ်ငန်းတစ်ခုလုံးမှာဘာတွေလုပ်ဖို့လိုတာလဲဘယ်လိုတွေလုပ်ရမှာလဲပေါ့လိုအပ်ချက်ပေါင်းများစွာကိုအားလုံးခြုံငုံသုံးသပ်မိအောင်တနည်းအားဖြင့် financial ရော non financial ရောအလုံးစုံသုံးသပ်ချက်ဖြစ်တယ်ဘယ်သူတွေကြည့်မှာလဲဆိုရင်လုပ်ငန်းရှင်တွေကိုယ်တိုင်လည်းကြည့်မယ်ကိုအရင်ဒီထုတ်ပေးတဲ့သူတွေလည်းကြည့်မယ်ပေါ့နော်ယင်းဒီမြုပ်နှံသူတွေလည်းကြည့်မယ်ဘန်တွေလည်းကြည့်မယ်ပေါ့နော်ဒါကဘာလဲဆိုရင် business plan နဲ့ပတ်သက်တဲ့ context အကြောင်းကိုပြောတာဖြစ်ပါတယ်နော် okay ဒါဆိုလို့ရှိရင်ကျမတို့ business profile နဲ့ business plan နဲ့ပေါက်ကွာတာပဲเนาะအဲ့ profile ဆိုတာ sales မလို့ဒီကျမတို့ကဒီ profile ဆိုတဲ့ဟာကျမတို့ Facebook မှာလည်း profile တွေရှိနေတာဖြစ်တဲ့အတွက် profile ဆိုတာဘယ်သူလဲပေါ့မင်းကဘယ်သူလဲပေါ့ကိုကဘယ်သူဖြစ်တယ်ဆိုတာကိုပြောပြတာเนาะဒီလောက်ပဲအဲ့ဒါ profile ပဲအသေးစိတ်သိချင်ရင်ကျမတို့ကဘာဖြစ်လဲဆိုတေချာသူ့ရဲ့ page ကိုဝင်ကြည့်မှရတာ profile နဲ့ကြည့်လိုက်တာနဲ့အော် तू ကဘယ်သူဆိုတာဥမာအော် profile ကြည့်လိုက်တာနဲ့ဒေါ်จิตာမော်ဆိုတာဘယ်သူလဲဆိုတာသိရဆိုတာအဲ့ဒါ profile information ပဲပြီးတာဘာလို့ဖို့လဲဆိုရင်ကိုယ့်ရဲ့ထုတ်ပုံဝန်ဆောင်မှုကဘာတွေထုတ်နေတာလဲဘာတွေဝန်ဆောင်မှုပေးနေတာလဲဆိုတာ intro လုပ်ဖို့ပဲမိတ်ဆက်ဖို့ပဲလို့ပြောချင်တာအဲ့ဒါ business profile business plan ဆိုတာကတော့ဒီလုပ်ငန်းဘယ်လိုလဲပတ်နေရလဲလုပ်ငန်းတိုးဖို့ဘယ်လိုရည်မှန်းချက်တွေချပြီးဘယ်လိုဆောင်ရွက်နေတယ်ဆိုတာလေကျမတို့ road map ပြောတယ်နော်အဲ့တော့ profile ဒီစာရွက်ဖြစ်ချင်မှဖြစ်လိမ့်မယ် business plan ဒီပါလဲဆိုရင် document ဖြစ်ပါတယ် sales မှာတို့စာအုပ်ထွက်ရမယ်လို့လည်းကျမပြောဆိုတာ marketing ရည်ရွယ်ချက်ရှိတယ်ကိုယ့်ရဲ့ target လုပ်ထားတဲ့ customer တို့မိတ်ဆက်တာပေါ့ကျမတို့ဘယ်ဝန်ဆောင်မှုကိုထုတ်ပါတယ်ဘယ် product ကိုထုတ်နေတဲ့သူကမိတ်ဆက်ဖို့ဖြစ်ပါတယ်เนาะအဲ့တော့ business plan ကတော့ကျမတို့ကကိုယ့်ရဲ့လုပ်ငန်းစီမံခန့်ခွဲမှုအတွက်ကိုယင်းနှိမ့်မြုပ်နှံမှုเนาะကိုကသူများဆရာယင်းနှိမ့်မြုပ်နှံငွေဒီ profile ဆိုရင်တော့တလောကလုံးသိလို့ရတယ်เนาะ customer သိလို့ရတယ် partner သိလို့ရတယ် public ကိုသိလို့ရတယ်ဖြစ်သွားပါပြီเนาะ internet document ဖြစ်သွားတော့ကိုယ့်ရဲ့လုပ်ငန်းမှာ management team ရှိ management team ကကြည့်မယ်ပြင်ပကြတော့ဘယ်သူတွေပဲလဲဆိုရင်ကိုယ်ငွေကြေးထောက်ပံ့ပေးမဲ့သူတွေဆိုတော့ပေးရမှာလေဘာဖြစ်လို့လဲဆိုတော့ငွေကြေးထောက်ပံ့ပေးတဲ့သူတွေကကျမတို့ရဲ့တင်ပြတဲ့ business plan ကိုကြည့်ပြီးတော့ဒီလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတင်လားမတင်ဘူးလားဒါမှမဟုတ်ရင်ဘဏ်နေဆိုရင်လည်းဒီလုပ်ငန်းကိုချင်းငွေပေးတင်သလားမပေးတင်ဘူးလားဒီပေါ်မှာမူတည်ပြီးဆုံးဖြတ်တာ ਉਹ လိုအပ်ရင် sales ကျမတို့ present လုပ်ခိုင်းအောင်ပါလေဒါကြောင့်မလို့ကျမကဒီတင်တန်းမှာဆိုရင်တခါတည်းကို presentation ကိုကျမတခါတည်းတွဲပေးလိုက်ပါเนาะဒါကိုပြောချင်တာပတ်ကားလုပ်ပေးလိုက်ပါเนาะအဲ့တော့ business plan ကပို့ပြီးကျေပြန်တယ်เนาะဒီလောက်ဆိုသိမယ်ထင်တယ်เนาะအဲ့တော့ profile မှာဆိုဘာတွေပါမလဲဆို तू ဘယ်နှခုနှစ်ကထောင်ထားတာပါ तू ကဘာထုတ်ကုန်တွေထုတ်ပါတယ်ဘာဝန်ဆောင်မှုတွေပေးပါတယ်ဘယ်လိုအောင်မြင်မှုတွေရခဲ့တာပဲဆိုတဲ့ဟာကိုပြောတယ် business plan
တော့ financial မှာဆိုရင်ကျမတို့ profit and loss statement တွေဘာတွေပါမယ် non financial ကတော့အများကြီးပဲပါဒါဆိုရင်ဖြစ်ပါဆိုတော့ကျမတို့ဒီထိအဆင်ပြေလားရှင်မေးစရာရှိသေးလားမေးစရာရှင်မေးလို့ရနော်အဆင်ပြေလားရှင်ကျွန်မတစ်ချက်လောက်ပြောကြည့်ပါဦးကျောင်းသားတွေတော့မသိကျွန်တော်တို့အဆင်ပြေဒီချေနော်လူသုံးတက်ဆုံး ပြပါတယ်ဒီချာ ဟုတ်ကဲ့သင်ပြပါတယ်ဒီချေဟုတ်ကဲ့ကျေးဇူးပါရှင်ကျေးဇူးပါနော် Okay အဲ့တော့ business plan ဆိုရင်ကျမတို့အသေးစိတ်ပေါ့နော် business plan ရဲ့ description အသေးစိတ်ကိုကျမတို့ပြီးလို့ရှိရင်ကျမတို့ training ထဲမှာဘာတွေလုပ်ရမယ်ဆိုတာလေးပါသွားမယ်ပေါ့နော်အဲ့တော့ business plan ဆိုတာခုနပြောတဲ့အတိုင်းပဲကျမတို့ size မတူရင် type မတူရင်ပုံစံမတူနော် size နဲ့ type နဲ့အရင်စကားပြောတယ်နော်ဒါလေးရှိပါနော်အဲ့တော့ခေါင်းစဉ်လုံလောက်လားဆင်မခေါင်းစဉ်တွေကလုံလောက်လို့လားလို့မေးရင်ကျမကလည်းပြန်မေးစရာရှိရပေါ့service ကျမတို့ရဲ့လုပ်ငန်းဒီ size ကဘယ်အရွယ်စားလဲ type ကဘယ်လိုမျိုးပေါ့နော် nature ကဘယ်လိုရှိလဲအဲ့ပုံမှာမူတည်တယ်နော်အဲ့တော့များသောအားဖြင့်တော့ကျမတို့ဒီ SME ကိုကျမတို့သွားတာဖြစ်တယ်နော် Okay ဒါဆိုလို့ရှိရင်ကျမတို့ business ပုံစံနမူနာပေါ့နော်ဒါဟိုးအရှင်ကဆွဲခဲ့တဲ့ business plan နမူနာလေးပေါ့နော်အဲ့မှာဆိုရင် sales မှာတို့ကြည့်လိုက်နော်စာမျက်နှာလေးတွေကြည့်လိုက်တချို့က10မျက်နှာပဲရှိရတချို့က12မျက်နှာရှိရနောက်ဆုံးကိုကြည့်လိုက်နော်တချို့က15မျက်နှာရှိရ18မျက်နှာရှိရအဲ့တော့ပုံစံမတူဘူးလို့ပြောချင်တာခေါင်းစဉ်တွေကိုလည်းကြည့်လိုက်မတူဘူးဒါပေမဲ့အပိုင်းကတော့နှစ်ပိုင်းရှိတယ်အလုံးဒီပါလဲဆိုရင် financial နဲ့ non financial ရှိတယ်နော်အဲ့ financial အခြေအနေတွေလည်းမတူဘူး non financial အခြေအနေတွေလည်းလုပ်ငန်းမတူရင်ပုံစံမတူဘူးလို့ပြောချင်တာနော်အဲ့တော့ business plan ဆိုတာငါ business plan ကတော့အနည်းဆုံးတော့10မျက်နှာရှိရမယ်လို့10မျက်နှာရှိရမယ်အဲ့လိုမဟုတ်နော်ကိုယ့်ရဲ့ဘယ်လိုခေါ်မလဲ size နဲ့ type ပေါ့နော်ဒီဟာပဲပြောကြပါစို့နော်ဒီပုံမှာပဲမူတည်တယ်လို့ပြောချင်တာနော်ဒါ business plan နမူနာလေးပြောတာဖြစ်ပါတယ်ကဲအဲ့တော့ business plan ကြီးပေါ့ဒါ plan ကြီးဖြစ်သွားပြီနော် plan ကြီးမှာဘာတွေပါမယ်ဆိုရင် နံပါတ်1ကတော့ကျွန်တော်အဖုံးပေါ့နော် cover sheet မှာဆိုရင်ကိုယ့်ရဲ့ logo တွေပါမယ်ပါလားမုံ address တွေ contact number တွေဒါတွေရေးမယ်ပြီးရင်တော့ executive summary ပေါ့ဒါကတော့နောက်ဆုံးမှရေးရမှာဒါပေမဲ့ तू ကပထမဆုံးစာမျက်နှာမှာတော့ရှိနေတာပေါ့နော်အချုပ်ပေါ့အကုန်လုံးရဲ့အချုပ်ပေါ့နော်ပြီးရင် business description ပေါ့နော်ဒီ business ကိုရှေ့မှာလည်းပြောခဲ့တယ် idea generation ပေါ့နော်ဘာကြောင့်ရွေးချယ်တာလဲဘာထုတ်ကုန်တွေထုတ်တာလဲเนาะဘာကြောင့်ရွေးချယ်တာလဲဘာထုတ်ကုန်တွေတာလဲဒီထုတ်ကုန်သူကဘယ်လိုအတွေ့အကြုံတာလဲเนาะ तू ကဘယ်လိုအတွေ့အကြုံရှိပြီးလို့ဒီလုပ်ငန်းကိုလုပ်နေတာလဲထုတ်နေတာလဲဝန်ဆောင်မှုတွေပေးနေတာလဲပေါ့ဒါတေချာလေးရေးဖို့ယူတယ်ပြီးရင် vision mission value ပေါ့เนาะဒီလုပ်ငန်းဘယ်ထိသွားကြတာလဲအဲ့လိုသွားဖို့ကိုယ့်ရဲ့ vision ကအဲ့ vision ကိုရောက်ဖို့အတွက်ဘာ mission တွေလုပ်နေရလဲဘယ်လို value တွေ customer ကိုပေးမှာလဲဘယ်လို value တွေကိုလုပ်ငန်းကထားရှိလဲဒါလေးတွေကျမတို့အသေးစိတ်သွားမှာပြီးရင် product အကြောင်းပေါ့နော်ကိုယ့်ရဲ့ထုတ်ကုန် product အကြောင်းရေးရမယ်ပြီးရင် raw material တွေထုတ်ကုန်ဝင်ဆိုရင် raw material ပြီးဘယ်ရလဲနော်ပြီးရင်ကိုစုတွေရဘူးတာလားထူးခြားမှုတွေဘာတွေရှိလဲဒါတွေကျမတို့အသေးစိတ်သွားမယ်ပြီးရင်တော့ value proposition ပေါ့နော်အဲ့တော့လူတွေကတခုခုဆိုရင်ရောင်းမယ်အဲ့လိုပဲပြောကြတာပေါ့တကယ်တမ်းဆိုရင်ကျမတို့ခုနောက်ပိုင်းဗာလေးတွေပြောလာဆိုရောင်းတာမဟုတ်ဘူး customer ကို value ပေးတာနော် customer ကို value ပေးတာဥပမာအပြင်အခု sales မတို့ business plan ကိုလာပြီးတော့နားထောင်နေပေါ့ဘောတရားနော်မတက်သေးဘူးလာပြီးနားထောင်နေဆိုဒီနားထောင်တာနေဘာရသွားမှာလဲနော်ဘာရတော့မှဆိုကျမကအခု sales မတို့ business plan ဆိုတာဘယ်လိုမျိုးဘယ်လို nature ရှိတာဘယ်သူတွေအတွက်အသုံးဝင်တာဒါလုံးလို့ရှိရင်ဘာတွေရမှာဆိုတဲ့အကြောင်းတွေကျမတို့ရှင်းပြလိုက်တယ်ပေါ့ sales မတို့ဒါအခုရှင်းပြတယ်ဒီလိုရှင်းပြလိုက်တော့ sales မတို့ဒီအ ਨੇ ဆုံးတော့ဘာလဲဆို knowledge တိုးသွားတယ်အော် business plan ဆိုတာဒီလိုပါလားဘာဖြစ်လို့လဲဆိုတော့ကျမတို့ကfinancial management လို့ခေါင်းစဉ်တက်လိုက်ရင်အော်ဒါ finance ကိုတင်ပါသဘောတရားနော် risk management plan လို့ပြောရင်ဘာကြီးလဲဆိုပြီးပေါ့အပြင်မှာတိတ်ပြီးလဲဒီဟာကြကြပြန့်ပြန့်မရှိတဲ့အခါကျတော့ကျွန်တော်ရှင်းပြဖို့လုပ်တယ်ဒါကိုပြောချင်တာเนาะအဲ့တော့တီးသွားတဲ့အခါဆိုရင်ကျမတို့ကဘာဖြစ်လဲဆိုလို့ရှိရင်အော်ဒါကဒီလိုတွေရှိပါလား
ဒီလိုတွေတန်ဖိုးရှိပါလားငါတို့အတွက်ဒီလိုတွေရပါလားဒီလိုတွေအသုံးဝင်ပါလားဆိုတာအဲ့ဒါ value တွေပြောချင်တာ value ဆိုတာအဲ့ဒါကိုပြောတာเนาะအဲ့တော့ value ကလည်းဒါကျွန်မစာတင်တော့မှပဲအကျယ်ချက်မှာဖြစ်ပါတယ် value လို့ပြောလိုက်ရင်လည်းကျွန်တော်တို့ဘာနဲ့သွားရောလဲဆိုရင်ကျွန်တော်တို့ city map ထဲဝင်သွားတယ်ဘယ်လောက်လဲ9000 9000စပြီပေါ့အဲ့ဒါ price ဖြစ်ပါတယ် value ဆိုတော့ဒါကျွန်တော်တို့ဘာခေါ်လဲ intangible ပေါ့လက်နဲ့ကင်တွယ်ထိတွေ့လို့မရအောင်အခုဆရာကျွန်တော်တို့အခုလောက်ထိရင်တချို့ knowledge လေးနည်းနည်းသိတယ်ဆိုအဲ့ဒါ value ပဲကျွန်မပေးနေတာဆရာကျွန်တော်တို့ value ပေးနေတာအော်အသုံးဝင်မှုလေးသိသွားတယ်အားလေအလုတ်စလုပ်လို့ဘယ်ကစနေမှမသိတာအော်ဆရာမပြောတာအဲ့ဒါပဲအဲ့လိုမျိုးကိုယ့်ရဲ့ပြဿနာလေးဖြည့်ရှင်းပေးတယ်ဆိုရင်အဲ့ဒါ value ပဲအဲ့လိုပြောချင်တာเนาะအဲ့တော့ဒီ value ရဲ့စေးစံဒီအယောင်းနယ်ပယ်ထဲမှာဆိုရင် value အကြောင်းကိုမသိဘဲနဲ့ဒီချက်ပြကျွန်တော် line ကြားရလားမသိဘူးကြားပါလားခင် ကြား ဗျာ ရတယ်ဆရာတန်ကြားရတယ်ဒီချိန် ဟော တိုင်း ဒီ ကြား ချက် တယ် line ပါတယ်ဆရာ ဒီချက်တန်ပိတ် ကျမမဟုတ်ဘူး line ကြသွားတာ ဟာ ကျမ line ကြသွားတာ ဟုတ် ခုမှပြန်ဝင်လာတာ ဟုတ် ဟုတ်ဟုတ်ဟုတ် ရုတ်တရက်ပျောက်သွားတယ် ဟုတ်တယ်ကျမ line ကြသွားတာဟုတ်ကဲ့ပါ okay เนาะအဲ့တော့ value ဆိုတာအဲ့ဒါကိုပြောချင်တာလို့เนาะကျမတို့က customer တွေကို value ပေးတယ်လို့ပြောမှအဆင်ပြေတာเนาะအဲ့တော့လူတွေကကိုယ့်အတွက်အသုံးဝင်မှုမရှိဘူးကိုယ့်ပြဿနာတွေဖြေရှင်းမှုမရှိဘူးကိုယ့်အတွက်ရလဒ်မရှိဘူးဆိုဘယ်သူမှဝယ်မှာမဟုတ်เนาะကျမတို့ဒါကတော့ကျမတို့ဒါဒီထဲမှာလည်းပါမယ်ပေါ့ sales နဲ့เนาะအဲ့တော့ value အကြောင်းကျမတို့ပြောမယ်ပြီးရင်ကျမတို့အမီးလေးရှင်းပြပေးမှာဖြစ်တယ်ပြီး analysis ပိုင်းပေါ့နော် analysis အပိုင်းကတော့ကျမတို့ customer တို့ change တို့ trend ပေါ့နော် trend ကဘာတွေဖြစ်နေလဲဒါရင်ပြီး market analysis သွားမယ် pestle သွားမယ် swap သွားမယ် competitive သွားမယ် product သွားဒီခု8ခုပေါ့နော်ဒီ analysis ပိုင်းဒါတွေဆိုလို့ရှိရင်ကျမတို့ sales ကျမတို့ဒီပေါ်ဒီ page မှာတင်ညာတဲ့ဒီ module ထဲမှာကျမအသေးစိတ်မထည့်ထားဘူးလေเนาะဒါတွေအသေးစိတ်ထည့်ထားရင်လည်းတအားရမ်းများသွားမှာဆိုเนาะအဲ့တော့ဒီမှာလာတက်ပေးတာကိုလည်းကျမကျေးဇူးတင်တယ်ကျမလည်းရှင်းပြခွင့်ရတာပေါ့เนาะပြီးရင်ကျွန်တော်တို့ sales and marketing ဒါအသက်သွေးကြောပဲเนาะအဲ့တော့လုပ်ငန်းကကျမတို့ရောင်းမယ်ဆိုပြီးတော့ကျမတို့ sales strategy marketing strategy မရှိလို့ရှိရင်လေကျွန်တော်သူတို့ရဲ့ပြဿနာတွေဒီ sales and marketing ပြဿနာတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်เนาะကြက်နေတဲ့ပြဿနာเนาะမြတ်ချင်တယ်ဆိုတော့ကျမတို့ဒီကျန်တဲ့ဟာတွေလည်းပြင်ရမှာဖြစ်တယ်လို့ sales and marketing ကိုလည်းကျမတို့တေချာလေးပြင်ဖို့လိုတယ်လို့ပြောချင်တာရမယ်နော်အဲ့ဒီဟာလေးကျမတို့အသေးစိတ်သွားမှာဖြစ်တယ် sales and marketing အဲ့တော့ဒီမှာလေးအင်္ဂလိပ်လိုတွေရေးထားလို့ဒီတချို့ဟာလေးဗမာလိုတွေအရန်ရှုပ်ထွေးလို့ကျမအင်္ဂလိပ်လိုရေးထားတာနော်တင်တဲ့အခါကျရင်ကျမဗမာလိုတွေတင်ပါနော်ဒါအင်္ဂလိပ်စာအားနည်းတဲ့သူတွေပါပါစေလို့နော်ပြီးရင်တော့ကျမတို့ operation ပိုင်းဒါတွေကတော့ကျမတို့နည်းနည်းပဲဟိုအရေးကြီးတဲ့အပိုင်းတွေကျမတို့ပို့သွားမှာပေါ့နော်ဒီတိကတော့ကျမတို့ risk management ပါမယ် operational ပါမယ်ဘယ်ဟာလေးပေါ့ sales မတို့ကကျမစီမှာဒီတက်တဲ့လူတွေကိုကျမတို့ကစင်းကောက်ပါပေါ့ဥပမာဆိုရင် trading ကများနေရလား services ကများနေရလားဘယ်သူကများနေရလဲကျမမသိဘူးပေါ့နော်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးကျမတို့ကထပ်ထည့်ရမှာလေးလည်းထပ်ထည့်တယ်ပေါ့ဒါလေးတွေကတော့ကျမတို့ open ဖွင့်ထားတာပေါ့နော်ခေါင်းစဉ်အနေနဲ့ဒါကိုပြောချင်တာပြီးရင်တော့ကျမတို့ finance ပိုင်းပေါ့ finance ပိုင်းမှာဆိုရင်တော့အဓိကတော့ profit and loss ပိုင်းသွားမယ်repayment plan ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ချင်းငွေเนาะကိုယ်ထောက်ပံ့ပေးထားတဲ့ဟာတွေကိုဘယ်လိုပြန်ဆက်လဲပေါ့နော်ဒါလေးတွေနောက် budgeting ပေါ့နော် financial protection budgeting တူတူပါပဲเนาะဒါလေးတွေကိုကျွန်တော်တို့သွား
အကုန်လုံးမှာကျမတို့ကပြန်ပြီးကိုယ့်ရဲ့လုပ်ငန်းရဲ့ nature နဲ့ type နဲ့ပုံမှာမူတည်ပြီးတော့ကျွန်တော်တို့အကြောင်းအရာတွေဝဲသွားနိုင်တယ်လို့ပြောချင်တာเนาะအဲ့တော့ကျမတို့ဒါဆရာတို့ကျမတို့လုပ်ငန်းထဲမှာအတင်တန်းထဲမှာလုပ်ရမယ့်အရာတွေပေါ့နော်ကိုယ့်ရဲ့လုပ်ငန်းအကြောင်းအရာဖော်ပြချက်ဆိုရင်ကျမကဒါမေးခွန်းလေးတွေနေအဲ့ဒါတွေဆရာတို့ကျမတို့ဖြေပြီးတော့ကိုယ့်လုပ်ငန်းအကြောင်းကိုထည့်ရတော့မှာဒါ frame ပဲเนาะဒီလုပ်ငန်းကိုဘာကြောင့်စခဲ့တာလဲဆိုကိုယ့်ကကိုဖြေအောင်ကျွန်တော်ကတော့မူတည်ဒါလေးကို့မှာအုံးဆိုလို့ရှိရင်ဆိုဒီကိုဒါတွေရှိရနော်ဘေးကနေစပြီးစိတ်ကူးရှိရတယ်ဘာတွေနီးစပ်မှုရှိလို့လဲဒါမှမဟုတ်ငယ်ငယ်လေးကဘလို့စိတ်ထက်တန်မှုတွေရှိလို့လဲစသည်ပေါ့ဒါမှမဟုတ်ရင် sorry ကျွန်တော်ကကျမမိဘကလောက်လာလို့ဒါကိုစက်ခံတာဆိုလဲရတယ်လေရေးနော်ဒါကိုပြောချင်တာအဲ့တော့ကျမကဒါကို frame လေးတွေကဒါကိုပေးတယ်လို့ပြောချင်တာအဲ့တော့ sales မတို့ဒီ frame ပေါ်မူတည်ပြီးဘာလုပ်ရမှာလဲဆိုရင်ကိုယ့်ရဲ့ဥမာကိုယ့်ရဲ့ business ကဘာဆိုတာအဲ့ frame ပေါ်မူတည်ပြီးရေးတော့ပဲအဲ့ဒါ business plan အဲ့တော့50ပဲကျမကလည်းတင်တာ50 sales မတို့ကလည်းကိုယ့်လုပ်ငန်းကကျမက theory တင်မယ်ဒီ theory ကိုမှီပြီးတော့ sales မတို့ကရေးမယ်ရေးလိုက်လုပ်လိုက်ဒီလိုသွားမှာရမယ်နော်အဲ့တော့အပတ်တိုင်းဒီလိုမျိုး home ကပေါ့ပါလေးတော့ပါလိမ့်မယ်နော်ပါပြီးရင်ကျမ addition နည်းနည်းလုပ်ပေးရအောင်ပါလေနော်တကယ်တမ်း addition ဒါလေးကတော့ပြန်ပြင်လိုက်အောင်စသည်ပေါ့ဒီလိုမျိုးလေးတွေလည်းလုပ်ပေးဖို့လည်းရှိတယ်နော်ပြီးရင်ကိုဘာတွေကျွမ်းကျင်လို့ဒီအလုပ်ကိုလုပ်တာလဲကိုမှာဘာအားတာချက်ရှိလဲနော်ဒါတွေဖော်ထုတ်ရမှာကိုဟာနဲ့ကိုပဲ idea generation ဆိုတာ sales မတို့တယောက်ချင်းစီမှာရှိတဲ့ idea ကိုကျမဖော်ထုတ်ရမှာပြောချင်တာအဲ့ဒါတယောက်နဲ့တယောက်မတူနော် frame ကိုတော့ကျမတို့အတူတူပေးဘာတွေလေ့လာခဲ့တာပြီးရင်ကုန်ကျန်းတွေဘယ်ရရလဲအများကြီးပဲပေါ့အဲ့တော့ဒါတွေဒီ frame လို့ပြောချင်တာနမူနာเนาะအဲ့တော့တယောက်နဲ့တယောက်မတူနိုင်ဘူးအချက်လည်းအကုန်လုံးပါမလို့လည်းမဆိုလို့နိုင်เนาะဟာဒါတွေအကုန်လုံးပါမှာလားဆိုတော့မဟုတ်ဘူးလေ sales မတို့ကလုပ်ငန်းတွေအများကြီးမလို့ကျမလည်း frame ကိုအများကြီးချထားတာဟိုဒီကเนาะအဲ့တော့ကိုနဲ့သက်ဆိုင်တဲ့ဟာကိုကယူပြီးကိုလုပ်ငန်းနဲ့သက်ဆိုင်တဲ့ဟာကိုပဲကိုကရေးရမှာလို့ပြောချင်တာရမယ်เนาะဒါပါလဲဆိုရင်ဒါလုပ်ငန်းအကြောင်းအရာဒီကနေစတယ်ပြီးရင်ထုတ်ကုန် okayကိုကထုတ်ကုန်လုပ်တာလားဝန်ဆောင်မှုလုပ်တာလားဘယ်သူတွေကိုရောင်းမှာလဲเนาะဘယ်သူတွေကိုရောင်းမှာလဲကုန်ကျန်းတွေဘယ်ရရမလဲပေါ့ဤပညာတွေရောတုံတာဘယ်လိုစပြီးတော့ထုတ်လုပ်မှုလုပ်ငန်းစဉ်ပေါ့เนาะဥပမာကုန်ကျန်းဘယ်ရရတယ်အဲ့ဒါကိုဘယ်ဆက်တွေနဲ့ထည့်တယ်ပြီးတော့ဘယ်လိုတွေပကင်ထုတ်တယ်အဲ့ဒါအကုန်ပြောเนาะဒါအကျန်းလေးတွေပြောတာเนาะပြီးရင်ထုတ်ကုန်အမျိုးအစားတယောက်နဲ့တယောက်မတူဘူးပြောရေးနော်ဒါဥပမာလေးပြောတာနောက်ပြီးရင် value proposition ပေါ့ဒါအရေးကြီးတဲ့အား where you သုံးစွဲသူပေးရမယ်ရှာနော်အဲ့တော့ကျွန်တော်တို့ description ပြီးပြီ training တွင်းမှာလုပ်ရမယ့် activity ဆိုခုနဟာကိုပြောတာနော်ကိုယ့်ရဲ့ business plan ကိုကိုယ်ပဲပြင်ရမှာနော် sales မှာတော့ရမယ်နော်အဲ့တော့ကိုယ့်ရဲ့ business plan ကိုကိုယ်ပဲပြင်ရမှာအဲ့တော့တင်တန်းပြီးတာနဲ့တပြိုင်နက်ကို့မှာဘာလဲဆိုလက်ဆက်လက်ကင်ပြစရာရှိတယ်နော်အရန်လဲပျော်စရာကောင်းတယ် sales မှာတော့အရန်ပျော်သွားလိမ့်မယ်အဲ့ချိန်ကျငါဒီလောက်တောင်ငါလုံနိုင်ပါလားငါ business ဆွဲဒီလိုတောင်ငါပုံဖော်နိုင်ခဲ့ပါလားဆိုတာကြီးကလက်စုပ်လက်ကင်ကိုပြစရာကြီးရှိသွားလိမ့်မယ်နော်ဒါကိုပြောချက်ဒီထိရောအဆင်ပြေလားမေးစရာရှိလားမေးစရာရှိပြီပါနော်မေးစရာရှိလားမရှိပါဘူးဆရာမရှင်းပြပါတယ်မရှိဘူးထင်တယ်နော်မေးစရာရှိရင်လှမ်းမိလို့ရတယ်နော်ဟုတ်ကဲ့ကျေးဇူးပါနော်အဲ့တော့ business model canvas ကိုသွားမယ်ပေါ့အဲ့ business model canvas ကတခါလေကြားလို့ရှိရင်ကျမတို့ကဒီဘန်တွေမှာပေါ့နော် business plan တင်ပြီးပြီပဲဆရာမရဲ့business model canvas လို့လားဆိုတဲ့ဟာရှိတတ်တယ်ပေါ့လေကျမအနေနဲ့တော့သိထားရင်ပိုကောင်းတယ်လို့ပြောချင်တာနော်ဘာဖြစ်လို့လဲဆိုတော့ကိုပြောနိုင်တာကိုအရေးချင်းပဲလေနော်အဲ့တော့တခါလေကြာရင် business plan ကြတော့ဘာဖြစ်လဲဆိုအရန်အသေးစိတ်ကိုခုပဲသူကအဓိက9 building block ပြောတယ်အဲ့ကိုခုကိုစဉ်းစားပြီးပြီအဲ့တော့ကိုဝေကြေးထောက်ပံ့ပေးမဲ့သူတွေကလည်းတခါလေ business plan တော့တင်ပြကွာဆိုစာအုပ်နဲ့ကျမတို့ကတင်ပြလိုက်တယ်ဒါပေမဲ့ business model canvas တော့ရှင်းပြဆိုပြီးသူတို့ကလုပ်တတ်တယ်ဒါကြောင့်မို့ sales မတို့ business plan နဲ့ဆွဲတတ်ရမယ် business model canvas ကိုလည်းတင်ပြတတ်ရမယ်
အဲ့နှစ်ခုစလုံးကိုကျွန်မကာမိတယ်ဒီတင်နော်အဲ့တော့ business model canvas စာမျက်နှာတစ်ခုတွေမှာခုနအရေးကြီးတဲ့လုပ်ငန်းလည်ပတ်ဖို့အတွက်အရေးကြီးတဲ့6ချက်ကိုကျွန်တော်တို့ကစာမျက်နှာတစ်ခုတွေမှာဒါလုပ်ထားတယ်ဟိုကလုပ်ထားတယ်အဲ့လိုမျိုးပေါ့နော်ဒါလေးကိုပြောဖို့အတွက် framework ပဲဒါကိုပြောချင်တာနော်6ခုအဲ့6ခုဒီမှာ6ခုပါတယ်ပေါ့ဒါလေးကျွန်မဒီတိုင်းပဲကြည့်ထားနော်6ခုကျွန်မတေချာလေးရှင်းပြမယ်နော်အဲ့တော့6ခုမှာနံပါတ်1ကပါလဲဆိုရင်ဘယ်သူရောင်းပါလဲဆက်ဆိုတလောကလုံးရောင်းလို့မရဘူးလေနော်ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုကိုဘယ်လိုခေါ်မလဲအသက်ဝေးကစားကနေပြီးတော့အသက်အရွယ်ဆုံးတဲ့ဘယ်လိုခေါ်မလဲအသက်အရွယ်အရန်ကြီးတဲ့အထိတလောကလုံးဝယ်မှာသူကိုငါတို့ကရောင်းပါလေ target ထားပါလေနော်ပြီးရင်ကျမတို့ကအခု value proposition ပေါ့နော် customer တွေကိုကျမတို့ကဘာ value တွေပေးမှာလဲနော်ဘာ value တွေပေးမှာလဲဒါနားလည်ရမယ်အဲ့တော့ပေးမဲ့ value ကိုလည်းသိပြီးရင်ဒီ value တွေကို customer ကိုဘယ်လိုလမ်းကြောင်းနေနဲ့ပို့မှာလဲဘယ်နေရာမှာရောင်းမှာလဲလို့ပြောချင်တာပြီးရင် customer relationship တိစောက်ဖို့လိုတယ်လေနော်ဒါ relationship တိစောက်ရတယ်နော်ပြီးရင်ဝင်ငွေရအောင်ဝင်ငွေလမ်းကြောင်းတွေကဘယ်ရမှာလဲဘယ်ထုတ်ကုန်ကအဓိကရမှာလဲစသည်နော်ဥမာထုတ်ကုန်4-5မျိုးရောင်းနေဆို4-5မျိုးစလုံးဝကြီးပဲငွေအကုန်လုံးညီတို့မျှတို့ဝင်နေတာမဟုတ်ဘူးလေဘယ်ထုတ်ကုန်ကကို့အတွက်ဝင်ငွေအများဆုံးပေးတာလဲဒီလိုတွေလည်းရှိသေးတာဒါတွေစဉ်းစားရမှာနော်ဒီအထိကဒါထုတ်ကုန်နဲ့ပတ်သက်တဲ့ဟာနော်ပြီးရင်ကျွန်တော်တို့အဓိက key 3မျိုးရှိတယ်နံပါတ်1 key ရပါလဲဆိုရင်ဘယ်အရင်းမြစ်တွေလိုတာလဲဒီထုတ်ကုန်ဝန်ဆောင်မှုလုပ်ဖို့ဘယ်အရင်းမြစ်တွေလိုတာလဲဘယ် activities တွေလုပ်မှာလဲဥမာဝန်ဆောင်မှုလုပ်တာလားထုတ်လုပ်ရေးတွေလုပ်တာလားဒါကိုပြောချင်တာပြီးရင်ကို raw material တွေ support ပေးမဲ့ supplier တွေပေါ့နော်တခြားဒီ supplier တွေမရှိရင်ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုတွေဆက်ထုတ်လို့မရတော့ဘူးဒီလိုတွေဖြစ်တတ်တယ်လေဒါကြောင့်မလို့ကိုနဲ့အဓိကပေါင်းပြီးတော့တွဲပြီးတော့လုပ်ရမယ် key partner တွေကဘယ်သူတွေလဲသူတို့တွေရှိမှကိုယ့်ရဲ့လုပ်ငန်းကြီးလက်ပတ်နိုင်ပါလေရမယ်နော်အဲ့တော့ထုတ်ကုန်ထုတ်တယ်ဆိုတာကိုတိုင်း site ကိုတိုင်းထုတ်ဆိုတာနဲတယ်လေတဘောကနော်နဲတယ်လို့ပြောတာနော်မရှိဘူးပြောတာမဟုတ်ဘူးဒီဘက်မြေပြန့်သမားတွေဆိုရင်တော့ကျမတို့ထုတ်ကုန်လုပ်တာဒီကျမတို့ဘယ်လိုခေါ်မလဲဆိုလို့ရှိရင်raw material ကိုတခြားလူစီကဝယ်ရတာဥပမာရှမ်းပြည်ကလူတွေဆိုလို့ရှိရင်ကျမတို့ကအဲ့ဒါတိတ်ပြောဖို့မလိုဘူးတဘာဝမတူပေါ့ရှမ်းပြည်ကလူတွေဆိုငါဆိုင်ခင်းနေရဟာငါရောင်းတယ်အဲ့ဒါကြတော့သူကကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်ရောင်းချသူဖြစ်သွားပြီပုံစံမတူရမယ်နော်ဒါကိုပြောချင်တာအဲ့တော့ဒီမှာပုံတာမန်အားဖြင့်ဆိုရင်တော့ key 3ခုလိုတယ်ပေါ့နော်ငါလုံးမဲ့အရင်ပြစ်ငါစက်တွေလိုတာလားဒါမှမဟုတ်ပို့ဆောင်ရေးအတွက်ကားတွေလိုတာလားအရင်မြစ်ကပါတယ်လိုတာလေငွေလိုတာလားအရင်မြစ်လူလိုတာလားကျွမ်းကျင်လုပ်သားလိုတာလားစသည်ပေါ့အရင်မြစ်တွေပြီးရင် activities တွေထုတ်လုပ်ရေးလားဝန်ဆောင်မှုလားဘာတွေလုပ်တာလဲပြီးရင်ငါကို support ပေးမဲ့ငါနဲ့အတူတူတွဲဖက်လုပ်ကင်မဲ့ partner တွေကဘယ်သူတွေလဲဒါကိုသိဖို့လေနောက်ဆုံးတစ်ခုကတော့ဗာလဲဆိုရင်ကုန်ကြစိတ်ဖြစ်ပါတယ်ဒါဒီဗာလဲဆိုရင်ခုနပြောတဲ့ business model canvas 9 building block နော်ဒါလေးကိုဒါကတော့ customer နဲ့ဆိုင်တာဒါကဝင်ငွေဒီ3ခုဒီဘာဖြစ်လဲဆိုကိုနဲ့တွဲဖက်လုပ်မဲ့အဓိကအရာတွေပေါ့နော်ပြီးရင်တော့ကျမတို့ cost structure ဒါပဲအချုပ်ကနော်ဒါလေးကိုပြန်ရှင်းရရင်ကျမတို့အရင်ဆုံးဘယ်သူကိုရောင်းမှာလဲပေါ့နော်ဘယ်သူကိုရောင်းမှာလဲရောင်းပြီးရင်ကျမတို့ထုတ်ရမှာလေဝယ်တဲ့သူကိုဘာပေးမှာလဲနော်ပြီးရင် customer ကိုရဲ့ထုတ်ကုန်တွေကိုဘယ်လမ်းကြောင်းနဲ့ပို့မှာလဲ relationship တွေဘယ်လိုတည်ဆောက်မလဲနော်ပြီးရင်ကျမတို့ဝင်ငွေရလမ်းကြောင်းဒါက customer နဲ့ပတ်သက်တဲ့ကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုနဲ့ပတ်သက်တဲ့5ခုပြီးရင်ကျမတို့ key 3ခုရှိရလို့ပြောခဲ့တယ်ခုနကနော်အဓိကအရင်းမြစ်တွေအဓိကအရင်းမြစ်နေရာမှာငွေလားဆက်လားကုန်ပစ္စည်းလားလူကျွမ်းကျင်မှုလားစသည်ပေါ့ဒါတွေကိုပြောတာဖြစ်တယ်ပြီးရင်အဓိကလှုပ်ဆောင်မှုလားပေါ့နော်အဓိကလှုပ်ဆောင်မှုရဲ့အဓိကမိတ်ဖက်တွေရဲ့ဒီ3ခုက key 3ခုပြီးရင်ကျမတို့ cost structure ကုန်ကြစေနော်အော် number 1ဒီဒါ2 3ကလမ်းကြောင်း4ကဘာလဲဆိုရင် customer နဲ့ relationship တည်ဆောက်တာ number 5ဒီဘာလဲဆိုရင်ဝင်ငွေလမ်းကြောင်းဖြစ်တယ်ဒီ5ခုကတွဲပြီးရင် key 3ခု6ခွန်8ဟုတ်ပြီနော်ပြီးတော့နောက်ဆုံးဒီပါလဲဆိုရင် cost structure ဖြစ်ပါဒါပါလဲဆိုရင် business model canvas เนาะအဲ့တော့ဒီမှာဆိုရင်ကျမတို့ဒီဟာကိုကျမတို့ကနှစ်ပိုင်းခွဲထားလိုက်တယ်ပေါ့เนาะနှစ်ပိုင်းခွဲထားလိုက်တယ်ဒီမှာဆိုရင် customer တလောကလုံးကိုကျမတို့ရောင်းမှာမဟုတ်ဘူးလို့ပြောချင်တာအဲ့တော့ကျမတို့က target ဘယ်သူလဲဆိုတာအဲ့ customer တွေအကုန်လုံးကကြားပဲလားမပဲလား
ကြားကိုရောင်းတာလားမကိုရောင်းတာလားဒါမှမဟုတ်အဲ့ကြားမဆိုတာတော့မှဘယ်အသက်အရွယ်ကိုရောင်းတာလဲဘလို့ဝင်ငွေရှိတဲ့လူကိုရောင်းပါလဲစသည်ပေါ့ကျွန်တော်တေချာလေးခွဲထုတ်ဖို့လုပ်တယ်နော်ဒါလေးကိုပြောချင်တာပြီးရင်အဲ့ဒီလိုကိုယ့်ရဲ့ target customer သိပြီးရင်အဲ့ target customer ကိုကဘယ်ထုတ်ကုန်ဘယ်ဝန်ဆောင်မှုပေးမှာ value proposition နော် value လည်းရပြီဆိုရင်ကျမတို့ကဘယ်လမ်းကြောင်းနေနဲ့ customer စီပို့ဆောင်ပါလဲ။ online ကရောင်းပါလား။ sign လေးဖွင့်ပြီးရောင်းပါလားဒါကိုပြောချင်တယ်။ပြီးရင် customer နဲ့ relationship ဘယ်လိုတည်ဆောက်လဲ။နော်။ဥပမာဆိုလို့ရှိရင်ဒီ NSM ပဲဆိုရင် customer နဲ့ relationship ဘယ်လိုတည်ဆောက်လဲသူ Facebook မှာလမ်းကြောင်းထိတယ်။ပြီးရင် alumni ဖွဲ့ထားတယ်။ email တွေရှိတယ်။အခု sales မတို့ email တွေပို့လိုက်လို့ sales မတို့ email တွေရပြီးလာတက်ကြတယ်။စသည်ပေါ့ဆိုတော့ဒါကိုပြောချင်တယ်။နော်။အဲ့တော့အဓိကလှုပ်ဆောင်မှုဆိုအရင်းမြစ်တွေလူလိုမယ်ငွေလိုမယ်စက်ပစ္စည်းလိုမယ်ဒါတွေကိုပြောချင်တာအဓိကလှုပ်ဆောင်မှုကဥမာကုန်ပစ္စည်းထုတ်မှာဘာလုပ်မှာနော်ပြီးရင်အဓိကမိတ်ဖက်ဆိုတာကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုတွေလုပ်ဖို့အတွက် supply လုပ်နေတဲ့သူတွေနော်ကုန်ကျန်းတွေပေးတဲ့သူတွေလားဒါမှမဟုတ် business partner တွေလားဒါတွေပေါ့နောက်ဆုံးကတော့ဗာလဲဆိုရင် cost structure ဖြစ်ပါနော်အဲ့တော့ကျမတို့ကဒါတစ်ပိုင်းသွားမှာဖြစ်တယ်နော်customer အုပ်စုသတ်မှတ်မယ် value တွေပေးမယ်နော်လမ်းကြောင်းပြီးရင် customer နဲ့ relationship ဘယ်လိုတည်ဆောက်လဲဒါလေးတွေကကျွန်တော်တို့အသေးစိတ်သွားမှာဖြစ်တယ်နော်ဒီ5ခုနော်ဝင်ငွေလမ်းကြောင်းနော်နောက်တစ်ပိုင်းကခုန key activity 3ခုနော် key activity 3ခုရဲ့ပြီးတော့ cost structure နော်ဒါခုနတော့ key activity 3ခုနော်ပြီးလို့ရှိရင်ကျွန်တော်တို့ cost structure ဖြစ်တယ်နော်ဒါကတော့ဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ business model canvas ပြောတာနော်နောက်ပြီးရင်ကျွန်တော်တို့ခုနပထမဆုံးဒီပါလဲဆိုရင်တလောကလုံးကျွန်တော်တို့ရောင်းလို့မရဘူးလို့ပြောချင်တာ customer အုပ်စုကျွန်တော်သတ်မှတ်ဖို့လိုတယ်နော်ကြားဦးလားမဦးလားကြားဦးဆိုလဲဘယ်အသက်ရှင်လဲနော်အကြောင်းသားလားစသည်ပေါ့ကျွန်တော်ဒါလေးတွေခွဲပြီးထုတ်ဖို့လိုတယ်ဘာအတွက်လဲဆိုရင်ကျွန်တော်တို့ဥတီထားတဲ့ customer ကိုခေါ်ထုတ်ဖို့နော်ဘသူ့ကိုရောင်းမှလဲဆိုတော့ခေါ်ထုတ်နော်အဲ့တော့လေ့ကျင့်ခန်းဒါလောက်ရမယ့်လူတွေပေါ့နော်သင်တန်းတက်ရင်ဒါတွေလောက်ရမှာကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုဘသူတွေကိုရောင်းမှာအဲ့အတွက်ကျမတို့ကခုနက customer segment customer target customer ရွေးမယ်နော် target customer ဘယ်သူတွေလဲအဲ့တော့ value proposition ဆိုတော့ where you သုံးစွဲတဲ့သူကိုကဘာပေးမှာလဲနော်ဘာပေးမှာလဲဒါလေးကိုပြောချင်တာနော်အဲ့တော့ကျမတို့ where you သုံးစွဲမှုသူတွေကိုဘာပေးမှာလဲဆိုရင်အရင်ဆုံးကတော့ဒါကကျမဖြတ်ပြီးပြောလိုက်တာနော်ဆိုတော့ကျမတို့သင်တန်းထဲမှာတော့ကျမတို့ကအရင်ဆုံး value လို့ပြောရင်ကျမတို့က value နဲ့ price နဲ့ကိုအရင်ခွဲဖို့လုပ်တယ်နော် price ဆိုတာ sales မှာတော့ခုနပြောခဲ့တဲ့အတိုင်းဘလောက်တန်တယ်ဆိုတဲ့ဟာကိုဖော်ပြထားတဲ့ကိန်းဂဏန်း value ဆိုတာကတော့ကိုရတဲ့ဟာနော်အဲ့တော့ဒီနေမကောင်းဆိုကျွန်တော်တို့ဆေးကန်းကိုသွားတယ်နော်ဆေးကန်းကိုသွားပြီဆိုလို့ရှိရင် sales မှာတော့မေ့ကြအောင် sales မှာတော့ကိုဆေးကန်းသွားတယ်နေမကောင်းပေါ့ဥမာခေါင်းကိုက်တယ်ဝမ်းသွားတယ်အဲ့ဒါဆိုလို့ရှိရင်ဆရာဝန်က sales မှာတော့ကိုဘာအရင်လုပ်လဲတယောက်တော့ဖြည့်ကြည့်ပါလားကိုကယောဂရှိလို့ဆေးကန်းကိုသွားပြတယ်ဆိုရင်ဆရာဝန်ကဘာအရင်လုပ်လဲဘာအရင်လုပ်လဲကျမတို့အကုန်လုံးဒီပါနော်မဖြားဘူးတဲ့လူမနာဘူးတဲ့လူမရှိဘူးလေ sales မှာတော့ရဲ့နော်ဆေးကန်းတော့ဘူးတဲ့လူတွေပြီဟုတ်တမရီချာလေးရင်ဆမ်းပါတယ်သွေးပေါင်ချိန်လေးချိန်ပါတယ်နှချက်လေးနဲ့ဆမ်းပါတယ်ဒီကျဲဟုတ်ကဲ့နော်အဲ့ဒါလုပ်ပြီးရင်ဘာလုပ်လဲအဲ့လုပ်ပြီးဘာလုပ်လဲဆရာဝန်နဲ့တွေ့တဲ့အချိန်ပြောဘာလုပ်လဲဘာဖြစ်လဲအရင်ဆုံးမေးမှာပေါ့တချင်နှချက်လေးနဲ့တော့ဟုတ်တယ်ဆမ်းမယ်ဘာဖြစ်လဲဘာဖြစ်နေတာလဲနော်ဘာဖြစ်နေတာလဲဟုတ်တယ်စမ်းတက်တယ်အဲ့တော့ကိုကကုသခြင်းလို့သွားတာလေဟုတ်တယ်မလား sales တို့ယောဂပျောက်ခြင်းလို့သွားတာလေ तू ကချက်ချင်းမကုပေးဘူး sales တို့ဘာအရင်လောက်ရတာလဲဆိုအရင်မေးရတယ်ဘိုက်အောင်တာဘယ်နည်းကြာပြီလဲဘာတွေစားလဲဘယ်အချိန်မှအောက်အကုန်လုံးဘာဖြစ်လဲဆိုစမ်းစစ်ရတယ်လို့ပြောချင်တာနော်အဲ့တော့အရင်ဆုံးကျမတို့ဒီ business နဲ့အခေါ်ဆိုပိန်းပေါ့လူနာရဲ့နာကျင်မှုတွေပေါ့ဟာကျမကလေလက်မောင်းစာတွေစားလို့နာတာစသည်ပေါ့ဥပမာပြောပြနော်ဆိုတော့အရင်ဆုံးဘာလုပ်ရလဲဆိုရင်ပိန်းတွေကိုဖော်ထုတ်ရတယ် customer ဘာတွေဖြစ်နေရလဲအဲ့တော့ sales တို့စဉ်းစားကြည့်လိုက် sales တို့မှာဒီလိုပိန်းတွေမရှိဘဲနဲ့ sales တို့စေကန်းသွားစရာအကြောင်းမရှိရှာလာမသိဘူးနော်အဲ့တော့ပိန်းတွေမရှိဘဲနဲ့စေကန်းသွားစရာအကြောင်းမရှိဘူး
ဒါကြောင့်မလို့စေကန်းဒီဘာလဲဆိုရှင် sales မတို့ရဲ့နာကျင်မှုတွေဘာဖြစ်လဲကုသပေးတယ်ခက်ခဲမှုတွေဘာဖြစ်လဲပြည်လည်သွားအောင်လုပ်ပေးတယ်နော်ဒါကြောင့်မလို့ကျမတို့ business မှာလည်းအဲ့လိုပဲလုပ်ငန်းတွေလုပ်ပြီဆိုလို့ရှိရင်အရင်ဆုံးရောင်းမယ်ဆိုတာကြီးပဲအဲ့လိုဖြစ်ဘယ်သူ့ကိုရောင်းမှာလဲဒါကြောင့်မလို့ကျမတို့အရင်ဆုံးဒီပါဆို customer segment ဘယ်အသက်အရွယ်ဘယ်လိုဝင်ငွေရှိတဲ့သူဘယ်လိုကြားလာမလားစသည်ပေါ့ဘယ်လို behavior ရှိတဲ့လူရောင်းမှာလဲ customer segment ခွဲဖို့လိုတယ် targeted customer ခွဲဖို့လိုတယ်အဲ့လိုပြောချင်အဲ့တော့ကိုဦးတည်ထားတဲ့ customer ကိုရပြီဆိုရင်ဒီဦးတည်ထားတဲ့ customer ဘာတွေဖြစ်နေလို့ sales မတို့ကအဲ့ဒါကိုရောင်းချင်ရတာလဲပြောကြတာเนาะဒီလိုသွားတာเนาะအဲ့တော့စေကန်းဘာဖြစ်လို့ဖွင့်ထားတာလဲဟာလူနာတွေလာခြင်းလို့လူနာတွေလာခြင်းโอเคလူနာတွေလာတာနဲ့ချက်ချင်းတန်းကုလို့မရဘူးเนาะဘာဖြစ်တာလဲကျွန်တော်တို့သိချာမေးဖို့လိုတယ်အဲ့တော့ထုတ်ကုန်ဝန်ဆောင်မှုတွေလုပ်တဲ့အခါမှာလေတန်းရောင်းလို့မရဘူး sales မတို့ထုတ်တဲ့ထုတ်ကုန် sales မတို့ပေးတဲ့ဝန်ဆောင်မှုဒီ customer တွေရဲ့ဘာပြဿနာကိုဖြေရှင်းပေးတာလဲအဲ့ဒါ value ပဲအခု sales မတို့ business plan သင်တန်းကိုလာတက်တယ်အလကားနေမလာဘူးလေရမလားမသိเนาะအဲ့တော့ business plan က sales မတို့ရဲ့အခုလုံးနေကိုင်တဲ့လုပ်ငန်းရဲ့ဘာပြဿနာကိုဖြေရှင်းပေးလဲအဲ့ဒါ value ပဲ value proposition ပဲမြင်လားမသိဘူးเนาะအဲ့တော့ကျမတို့ကရောင်းမယ်ဟာ business plan သင်တန်းကောင်းတယ်တက်ကြပါဆိုတော့ဘယ်သူကလာတက်မှာတော့ sales မတို့ရဲ့သဘောပြောချင်တာရမယ်เนาะအဲ့တော့ business plan ဆိုတာဘယ်လိုမျိုးဘယ်လိုလူတွေရှိတဲ့လူတွေအတွက်တင့်တော်တာလဲဒါကြောင့်ကျမအကြေညာတွေကဒီလိုလူတွေပဲလာတက်ပါဆိုကျမတခါတည်းပြောလိုက်ပြီးသားရမယ်နော်ဘယ်လိုလူတွေပဲအဲ့လိုလူတွေကိုပဲကျမတို့ခေါ်တာကြံတဲ့လူတွေနဲ့ကျမတို့မဆိုင်ဘူးကိုယ့်ရဲ့ target ကိုကျမတခါတည်းသတ်မှတ်လိုက်တာဒီလိုရှိတဲ့လူတွေပဲလာတက်ပါရလားမသိဘူးကျမတို့ဟာတလောကလုံး business plan ကောင်းတယ်လာတက်ကြပါအဲ့လိုလုပ်နေအောင်နော်ဒါဒီဘာလဲဆိုရင် value proposition sales and marketing ရဲ့ concept နဲ့လည်းချိန်နေတယ်ဆရာတို့ပြောတယ်နော်အဲ့တော့လုပ်ငန်းလုပ်ပြီဆိုရင်အရင်ဆုံးလုပ်ရမယ့်အရာဒီ pain point ကိုဖော်ထုတ်တာလို့ message ပေးချက်တာဒါပေမဲ့လူတွေကအဲ့ pain point ကိုဖော်ထုတ်တယ်လို့နားမလည်ဘူးရောင်းမယ်ပဲဖြစ်နေတော့ sales မှာတော့မရောင်းရတာလည်းမပြောနဲ့နော်အဲ့တော့ကျမတို့တွေဒီစာလုံးရေးစလုပ်ရမှာဒါနော်ဘလို့ဝင်ငွေရှိတဲ့သူဘလို့အသက်အရွယ်ရှိတဲ့လူရောင်းမှာလဲဖော်ထုတ်ပြီးရင်သူတို့ဘာတွေလိုတာလဲသူတို့မှာဘာပြဿနာတွေရှိတာလဲသူတို့ဘာတွေရင်ဆိုင်နေရတာလဲသူတို့ဘလောက်ဈေးနဲ့ဆိုဝယ်မှာလဲဘလို့ပုံစံတွေလိုချင်တာလဲအဲ့ဒီ pains တွေလိုအပ်ချက်တွေတနည်းအားဖြင့်ကြိုက်နှစ်သက်မှုတွေအဲ့ဒါတွေအကုန်လုံးဖော်ထုတ်ဖို့လိုတယ်အဲ့ဒီဖော်ထုတ်ပြီးတော့အဲ့ဒါတွေနဲ့ကိုက်ညီတဲ့ထုတ်ကုန်တွေဝန်ဆောင်မှုတွေရောင်းမှ sales မတို့ရဲ့ထုတ်ကုန် sales မတို့ဝန်ဆောင်မှုကဝယ်ကြမှာမဟုတ်ဘူးလားလို့ပြောချင်တာမြင်လားမသိဘူးရှင်ကျွန်မပြောရတာအဆင်ပြေလားဟုတ်ကဲ့ပြေးပါလိမ့်ရှင်ပြေဘူးလားပြေးပါတယ် ပြေးပါတယ် ရှောက်ဟုတ်ကဲ့ကျေးဇူးပါနော်အဲ့တော့ကျမတို့ကရောင်းတစ်ချိန်လုံးရောင်းကျင်တဲ့မှားနေတယ်ဒါကြောင့်မလို့အရင်ဆုံးဒီဘာကိုနားလဲရမှာဆိုမင်း customer ကိုဘာပေးမှလဲကိုအရင်ဖော်ထုတ်เนาะ customer ရဲ့ pain တွေကပါတယ်ဒါကိုပြောချင်တာเนาะအဲ့တော့ခုနပြောတဲ့ value proposition တို့ value creation တို့ဆိုတာဒါကိုပြောချင်တယ်เนาะ value proposition ဆိုတာခုန customer ရဲ့ target customer ငါဘယ်သူ့ကိုရောင်းမှာလဲဆိုတဲ့ target ကိုဖော်ထုတ်လိုက်ပြီဖော်ထုတ်ပြီးပြီဆိုရင်သူတို့ဘာတွေဖြစ်နေရလဲဘာတွေခံစားနေရတာလဲရှာပြီးရင်သူတို့ခံစားနေရတဲ့လိုအပ်ချက်တွေပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းရှိတဲ့ထုတ်ကုန်ဖြေရှင်းနိုင်စွမ်းရှိတဲ့ဝန်ဆောင်မှုတွေကို sales မှာတော့ဖန်တီးရမှာအဲ့ဒါ sales မှာရဲ့အလုပ်ရမယ်နော်ငါကြိုက်တာထုတ်တော့မှာလေဒီတိုင်းနေပါဟုတ်လေငါတို့ရဲ့ထုတ်ကုန်ငါတို့ရဲ့ဝန်ဆောင်မှုကဘလို့ပြဿနာတွေကိုဖြေရှင်းပေးတယ်ဘလို့ရလဒ်တွေကိုရမယ်ဆိုတဲ့အရာကိုကျမတို့ကရှင်းလင်းဖို့လိုတယ်အခုကျမဒီ business plan ဆိုအဲ့ဒီ format အတိုင်းပဲသွားတာဒီ business plan လုပ်ရင်ဒါတွေရမယ်ဒီလိုခက်ခဲနေတဲ့သူတွေ
idea ကနေပြီးဘလို့အကောင့်ထဲဖော်ရမယ်ဆိုတာမသိတဲ့သူတွေအဲ့ format အတိုင်းပဲသွားတယ်ရမယ်နော်အဲ့တော့ဒါဒီ marketing အတွက်လည်းအရေးကြီးသလိုထုတ်ကုန်ဝန်ဆောင်မှုထုတ်တဲ့အခါမှာလည်း customer လိုအပ်ချက်နဲ့ကိုက်ညီတဲ့ထုတ်ကုန်ကိုက်ညီတဲ့ဝန်ဆောင်မှုဖြစ်ဖို့အတွက်ဒီအတိုင်းပဲသွားရမယ်အဲ့ဒါမှ sales မှာတို့ရောင်းရမှာအဲ့ဒါမပါဘဲနဲ့ရောင်းမယ်ဆိုရင်တော့အဆင်မပြေဘူးเนาะအဲ့တော့value creation ဆိုတာခုနဒီ customer ကိုငါရဲ့ထုတ်ကုန်ငါရဲ့ဝန်ဆောင်မှုကဒီပြဿနာကိုဖြေရှင်းပေးတယ်ရမယ်နော်အဲ့ဒီဖြေရှင်းပေးတယ်ဒီရလက်တွေရမယ်အဲ့အတိုင်းထုတ်ထားတယ်ဒီအတိုင်း customer ကိုပေးမယ်နော်ဖန်တီးထားတယ်ဒါဒီပါလဲဆိုရင် value proposition နဲ့ value creation ရှင်းတာဖြစ်ပါတယ်အဲ့ဒီလို pain point တွေနဲ့ solution တွေနဲ့ပေါင်းပြီးတော့ပေးတာကိုကျမတို့က value ပေးတယ်လို့ပြောချင်တာအရက်ခေါ်ဆိုရင်တော့ရောင်းတယ်ပဲပေါ့ sales ပါတော့ကျမတော့ရောင်းတယ်လို့ပြောကျမ value ပေးတာ sales ပါတော့ရမယ်နော်အဲ့တော့ဒီတနက်တက်တာမတက်တာတကန်တာဘယ်လိုပဲဖြစ်ဖြစ် sales မှာတို့ကျမ value ဒီကလုံးတင်တာလေဒီ message ကိုပြီးတယ်ရမယ်နော်အဲ့တော့ဒီလိုလောက်ထားတဲ့အခါမှာကိုယ့်ရဲ့ထုတ်ကုန်ဝန်ဆောင်မှုဒီကိုယ့်ရဲ့ပြိုင်ဘက်တွေနဲ့လည်းခွဲခြားနိုင်တယ်ငါတို့ကရောင်းနေတာမဟုတ်ဘူး customer ကိုငါတို့က value ပေးနေတာရမယ်နော်ဆက်စပါများဒါဆိုရင်ကျမတို့ဒီနေ့ business model canvas အကြောင်းနဲ့ကျမတို့ပြောပြီးပြီပေါ့နော်အဲ့တော့ကျမအခုရှင်းပြသွားတာဒီဒါ tips လေးတွေအဖုံးလေးတွေအမီးလေးတွေဒါရင်ဖြစ်ပါတယ်ဆက်စပါများနော်တင်တန်းကြရင်တော့ each and every detail ကိုယ်တိုင်းလဲလောက်ရမှာနေ့တိုင်း homework ပါပါမယ်ဒါလေးကိုတော့ကျမတေချာလေးပြောပါတယ်နော်ဘာဖြစ်လို့လဲဆိုတော့လုံးမှရမှာနော်အဲ့ဒါမှရမှာအဲ့တော့ဒီကျမရှင်းပြသွားတာနဲ့ပတ်သက်ပြီးတော့ Sales မတို့ကမေးချင်တာလေးတွေရှိရင်ကျမကိုမေးလို့ရတယ်ပေါ့နော် Q&A အဲ့တော့ကျမပြန်ပြောပြမယ်နော်အဲ့တော့ကျမတို့ဒီဟာ Sales မတို့ကြီးညာထားတဲ့ outline 8ခုရှိတယ်ဒါပေမဲ့ more than that နော်ဒီထက်အများကြီးပို့ပါတယ်နော်ပြောချင်တာအဲ့တော့ business plan မှာအကြောင်းအရာပိုင်းရှိတယ်ငွေကြေးပိုင်းရှိတယ်နော်ဒါတွေပါမယ်ပေါ့နော်ဒါတွေတော်တော်များများပါမယ်ပေါ့အကုန်လုံးတော့မဟုတ်ဘူးပေါ့နော်တော်တော်များများပါမယ်ဒီချက်လက်တွေနော်အဲ့တော့ကျမတို့ Sales မတို့ပြောတဲ့ outline 8ခုမှာဆိုရင်ဒါကိုယ်တိုင်ပြင်ရမယ်ဒီစာပြောတယ်နော်ပြီးရင် idea development ဟုတ်ပြီနော်ဒါတွေပါတယ် financial plan တွေမှာတော့ profit and loss statement မဖြစ်မနေဆွဲရမှာဖြစ်တယ်နောက်ဆုံးနေ့ကတော့ကိုယ်တိုင်လည်းတင်ပြဖို့လိုတယ်ငါရဲ့ business plan ကဘလို့ဒါမှမဟုတ်ငါရဲ့ business model canvas ကဘလို့တခြားသူတွေကိုလည်းအဲ့မှာအကုန်လုံးတင်ပြချက်ကအရန်စိတ်ဝင်စားစရာကောင်းနော်ကိုနဲ့လုပ်ငန်းတူရင်လည်းတင်ပြချက်မတူပြန်ဘူးလုပ်ငန်းမတူတဲ့အတွက်လည်းတင်ပြချက်မတူအရန်အရသာကောင်းတယ် sales ပါတော့နော်ဒါလေးရှိပါတယ်လို့ပြောချင်တာနော်အဲ့တော့တင်တန်းကတော့ကျမတို့ August လ17ရက်နေ့စမယ်တနင်္လာအင်္ဂါကျမတို့10ရက်နေ့ကနေ10နာရီကနေပြီးတော့10နာရီအထိပေါ့နော်ကျမတို့စက်တင်ဘာလကုန်ထိသွားမယ်ဆက်စပါများနော်စက်တင်ဘာလကုန်ထိသွားမှာဖြစ်ပါတယ်နော်အဲ့တော့ကျမတက်ရောက်တဲ့သူများဆိုကျမဒီလူမဟုတ်ရင်ကျမရဲ့ target customer မဟုတ်ဘူးပေါ့ပြောချင်တာနော်ဒီလူမဟုတ်ရင် target customer မဟုတ်ဘူးနော်အဲ့တော့ကျမတခါတည်းကျမရဲ့ target ကိုကျမတခါတည်းပေးလိုက်တာပေါ့နော်ဘာဖြစ်လို့ဟာဘာကြီးလဲတို့ညာကြီးလဲတို့ဖြစ်နေမှာဆိုလို့လေနော်ဒီလိုရှိတယ်အဲ့တော့ဒါကလေဟို tentative ပေါ့နော် schedule ပေါ့အဲ့တော့ဒီဘက်က week 80ပေါ့နော်ကျမတို့ဒီလိုလေးရှိတယ်အဲ့တော့ခေါင်းစဉ်တွေကိုတော့မကြည့်ပါနဲ့ date တွေကတော့မပြောင်းဘူးနော်တနေ့လာအင်္ဂါတွေပဲရေးထားတာပေါ့နော် date တွေကတော့ဒီမှာအနီလေးပြထားတာနှစ်ခုရှိတယ်ပေါ့လေဒါနောက်ဆုံးအပတ်ပေါ့ sales ပါလို့ရနော်ပြောချင်တာနော်အဲ့တော့နောက်ဆုံးအပတ်မှာကျမမှန်းတယ်ပေါ့နော်စက်တင်ဘာ29ဖြစ်ရင်ဖြစ်မဖြစ်ရင်4ရက်နေ့အောက်တိုဘာပေါ့ဒါတနင်္ဂနွေနေ့ကြာပါတယ်ဆက်စပါများနော်အဲ့နေ့ကတော့ကျမတို့ on campus ဖြစ်ပါတယ်တနေ့ကုန်ဟုတ်ပြီနော်ကျမတို့ present လောက်ရမှာဖြစ်ပါတယ်လို့နော်29ဖြစ်ရင်ဖြစ်မယ်မဖြစ်ရင်4ရက်အောက်တိုဘာဖြစ်ရင်ဖြစ်မယ်နော်ဒါလေးကကျမတခါတည်း date သတ်မှတ်ထားတယ်ဒီနှစ်ခုလေးပဲပြောင်းနိုင်တယ်29ဖြစ်ရင်ဖြစ်မဖြစ်ရင်4ရက်ကျန်တာဒီ fix ဖြစ်ပါတယ်အဲ့တော့ sales ကျမတို့မေးလို့ရပါပြီရှင့်မေးပါရှင့်โอเคခင်ဗျာတကယ်တော့ကျွန်တော်တနန်း app ပဲဆိုရင်ကျွန်တော်ဒီမှာ page messenger လေးပို့ပေးထားလို့ Viber app မှာဆို39956338မှာအဲ့လိုရပါတယ်ဟိုတကယ်တော့မဟုတ်ဘူး Viber မဟုတ်ဘူးဆိုကျွန်တော်အရှိမအပေါ်မှာလည်း group ပို့ပေးထားပါတယ် official အကြောင်းအဲ့လိုရ group ပေါ့နော်တယောက်တည်း admin အမှဆို6ယောက်လောက်ရှိရပါနော်1အဲ့လိုရပါတယ်ဒီ business โอเคဟုတ်ပါပြီဟု
ဟုတ် တချေကတော့ မေးစရာ အားကောင်း ရှင် ပါ ပြပါဆက်စပါများ တချေကတော့အားကောင်းဖောင်းတယ်တော့တင်သွားပြီးပါပြီပေါ့နော်ကျောင်းသားရဲ့အပိုင်းဖြစ်သွားပြီပေါ့ ဟုတ်မေးခွန်းနေရှင်ပြီးလို့ရပါတယ်ရှင် နောက်ပတ်မှာလည်းကျွန်တော်NSMS မှာpsychology နဲ့ပတ်သက်တဲ့ webinar လေးရှိပါတယ်နော်အကုန်လုံးလည်းစောင့်မျှော်ပြီးနားထောင်ပေးကြပါဦးကိုကျွန်တော်တို့ပြီး 这个 ဟုတ်ပြောပါရှင်ရေးလို့လည်းရရနော် chat box မှာရေးလို့လည်းရတယ် 好，这个你把地步路来帮我的车子能打破。 အော်အခြေခံမလို့ဘူးလေအော်မလိုက်နိုင်ကြဘာမှမရှိဘူးဘာဖြစ်လို့လဲဆိုတော့လေဘာဖြစ်လို့လဲအော်မေးတာကျေးဇူးပဲနော်ဘာဖြစ်လို့လဲဆိုတော့လေခြံတဲ့သူတွေလည်းသိရတာပေါ့နော်မေးလိုက်တယ်အဲ့တော့အခြေခံအားဖြင့်ကတော့ idea ကနေစပြီးကျမတို့ကအကောင့်ထဲစဖို့ပါလေကို့မှာအလုံးလုံးချင်တဲ့စိတ်ပေါ့နော်အလုံးလုံးချင်တဲ့စိတ်ဒါမှမဟုတ်လုပ်ငန်းရှိနေတဲ့သူဆိုရင်တော့ပိုကောင်းတယ်နော်လုပ်ငန်းရှိနေတယ်အလဲမှာတစ်နေလားဘာဖြစ်နေလဲပေါ့အဲ့လိုမျိုးဆိုရင်လည်းပိုကောင်းတယ်နော်ဆိုတော့အခြေခံအားဖြင့်ကတော့ကိုကအလုံးလုံးဖို့စိတ်ကူးအပြည့်ရှိနေပြီဘယ်လိုလုံးဝမှန်းမသိဘူးဘယ်လိုသွားမှန်းမသိဘူးနော်အဲ့လိုမျိုးပေါ့နော်ဘယ်လိုသွားမှန်းမသိဘူးလမ်းကြောင်းပိတ်နေတာလားအဲ့လိုမျိုးဆိုလို့ရှိရင်တော့ကျမတို့ရတယ်အခြေခံအားဖြင့်ကတော့ကျမတို့အကုန်လုံးကလေဟို business နယ်ပယ်ထဲမှာရှိတဲ့သူတွေလောက်ရမယ့်အနေထားလေးတော့ရှိတာပေါ့နော်လိုက်တော့လောက်ရမယ်ဆိုတာကျွန်တော် frame ပေးမယ်ခုနပြောသလိုပေါ့နော်frame ပေးမယ်ဒီပေးထားတဲ့မေးခွန်းလေးတွေကိုဖြည့်ပြီးတော့ကိုယ့်ရဲ့ business နဲ့တွဲပြီးရေးလိုက်လို့ရှိရင်ရပြီတခြားဟာတော့တိတ်ပြီးတော့ challenge တော့ကျွန်မတိတ်မရှိဘူးလို့မြင်တယ်နော်လောက်ရမယ့်ကိစ္စတော့များတယ်ပေါ့လေပြောချင်တာနော်ဟုတ်ကျေးဇူးတင်ပါတယ်မေးပေးတာကျန်တဲ့သူတွေလည်းမေးပေးပါ တ ဦး ပန်ကြီးကကျွန်တော်အာလီဘတ် 结束 နှစ်သိန်း 吧， လေးတော့ ဟုတ်နှစ်သိန်းလေးတော့9000ကောက်ထားနှစ်သိန်းလေးတော့9000ကောက်ထားရခါကျအာလီဘတ်ကြီးလေးဆိုတော့တစ်ခါခွေးတစ်ခါတွင်းပေးရမှာဖြစ်ပါရဲ့ခွေးတင်တာတော့3သိန်းခွေးသွင်းမယ်ဆိုတော့ခွေးသွင်းတာလက်ခံမယ်ပေါ့လေတကယ်3သိန်းခွေးမဟုတ်ဘူးဆိုရင်တော့နှစ်သိန်းလေးတော့9000နဲ့ဆိုရင်တော့ကျွန်တော်ခွေးသွင်းတာလက်မခံပါဘူးပြီးကျောင်းသား house discount ဆိုရင်2သိန်း2500ကျွန်တော်ကြတယ်မှာဖြစ်ပါရဲ့ခင်ဗျာ ဟုတ်ကဲ့မေးစရာရှင်ပေးပါအောင်နော်ဆရာရှင်ပါ တကယ်တော့ မေးစရာရှင်ပေးနေ ဟုတ်ကဲ့အသေးစိတ်တစ်ခုခုတည်းရာရှိရဆိုလဲကျောင်း page ကိုဆက်တွယ်ပြီးတော့အဆင်ပြေအောင်ကျွန်တော်ဆောင်ရွက်ပေးလို့ရပါတယ်ဟုတ်ကဲ့ကဲအဲ့ဆိုရင်နောက်2မိနစ်3မိနစ်နေတော့မှတစ်ချက်မေးစရာမရှိဘူးဆိုရင်တော့ဟုတ် NSMS ကပေး certificate ရမှာဖြစ်ပါတယ်နောက်ပိုင်းကျတော့ ICM ကပေးတဲ့ဟာတော့ဖြစ်မှာပါလို့ဆိုကျွန်တော်တို့ ICM process ကဥပက UK payment ကကျွန်တော်တို့ကတ်တယ်ကို ban ထားလို့ကျွန်တော်အလယ်မှာ Cambodia Cup ပေါ့နော် Cambodia ဘန်မှာ coming တွားဖွဲ့မဲ့အခြေအနေပုံနေတဲ့ခါကျကျွန်တော် ICM program ကလို့စိတ် psychology counseling တည်းပဲကျွန်တော်ခဏ vacancy လုပ်ထားရှိပါတယ်နောက်ပိုင်းကျရင်တော့develop အသိမှတ်ပြုကိုလည်း ICM background ပေါ့နော် ICM endorse လည်းလုပ်ဖို့ plan ထားပါတယ်လို့ဆိုဒီ program မှာတော့ဒီအချိန်မှာတော့ NSMS က base certificate ပဲဖြစ်ပါတယ်ခင်ဗျာအဓိကထုံးစံတိုင်းမှာတော့ sanction ညှိသွားတဲ့အခါကျကျွန်တော်တို့ credit card တွေကလည်း issue ဖြစ်သွားတာပေါ့တခြားတော့ payment တွေအဆင်ပြေတယ်အခုဒီ August 2ရက်နေ့ဆိုကျွန်တော်ဆို Cambodia သွားပါhotel လက်မှတ် lane လက်မှတ်တွေအကုန်အဆင်ပြေဒါပေမဲ့ဥပက UK ဘက်က education payment တွေမှာကျွန်တော်လည်း issue စဖြစ်သွားတာပေါ့လေကျွန်တော်တို့မှလည်းအဲ့ပြဿနာပေါင်း16000နဲ့အလုပ်လုပ်ရတာ ဟုတ်တယ်အကုန်လုံးတူပါမတူတာပြဿနာပုံစံပဲမတူတာပိုပြီးရင့်ကျက်သွားတာပေါ့ ကျွန်တော်ပြော ဟုတ်မေးပါဆရာဆရာမများ မြန်မာပြည်မှာအလုပ်လုပ်တတ်သွားရင်တခြားကမ္ဘာလုံးအေးစစ်စစ် အရန်လွယ်သွားပြီအရန်လွယ်သွားတော်ယုံဟာတော့မမှုတော့ဘူးတကယ်တော်ယုံဟာမမှုတော့ဘူးဒါလေးများဆိုပြီးဖြစ်သွားလိမ့်မယ် risk ကိုဒဏ်ခံနိုင်သွားတာပေါ့ ဟုတ်တယ် ကဲဟုတ်ပြီနောက်3 to 5 minute ပေါ့နော်ဒီချက်ရလေအားနာတော့အား ဟုတ်မေးပါအောင်ရှင်ဆရာတို့မတို့ မေးကြ ဗာ ပါ များမေးချင်သေးလဲဗာ မေးစ များ ရာရှိ ပြောချင်သေးလဲရှင် တကယ်လို့မဟုတ် ဒီချက်ကျွန်တော်ချက်ပေါက်မှာပို့ထားပါတယ် ကျမဟုတ်လားဟဲ့လားမေးတာကျမရောက်ပြီဟုတ်ပါမတွေ့ဘူးပေါ့ဆရာ ပို့ထားတယ်ချက် everyone နဲ့ပို့ထား sorry okay ဆရာ MF fine ဆိုတော့ management business management ကိုပြောတာလားဆရာ ဟုတ်ကဲ့ဗျ
business management ကနည်းနည်းပဲပါမယ်ဆရာ business management ကနည်းနည်းပါမယ်ဒီဟာကြတော့ဘယ်လိုခေါ်မလဲဆိုလုပ်ငန်းတစ်ခုအောင်မြင်အောင်လို့ဘယ်လို approach တွေနဲ့သွားမှာလဲဆိုတာကိုဥတည်ခဲ့ပို့ပြီးတော့လေပါမယ် business management ဆိုလဲနည်းနည်းတော့ဆက်တယ်ဆရာရဲ့ဒါပေမဲ့ fully တော့မဖြစ်ဘူးလို့ပြောချင် လက်ရှိဒီမှာလေ့လာနေကြတော့ customer service နဲ့ပတ်သက်တာတော့လေ့လာဖြစ်တယ်ပေါ့အများသောတော့ MMFA သင်တန်းဒီမှာကတော့ join ဖြစ်တယ်ပေါ့ဟုတ်ကဲ့ taste မတူဘူးဆရာဟုတ်မတူ taste ဒါ different ဖြစ်တယ်နော် taste မတူဥပမာဆရာတို့ customer service ဆိုရင် customer service တည်တံ့သွားတာပြောချင်တာ sales and marketing ဆို sales and marketing တည်တံ့သွားတာ financial management ဆို financial management တည်တံ့သွားတာဒီဟာကြတော့လေအဲ့ဒီဟာတွေအကုန်လုံးဘလို့စုပြီးတော့စဉ်းစားရတာလဲဘလို့ approach လုပ်ရတာလဲအဲ့ဒါကိုအဲ့လိုသွားတာဖြစ်တယ် तू ကရှုတော့အရန်စုံတယ်အဲ့လိုဟုတ်ကဲ့ပါတချင်ဟုတ်တခုတည်းနဲ့မဟုတ်ဘူး risk တွေလည်းပါတယ်ပြောချင်တာနော်ဟုတ်ဂျန်နဲ့ဆက်စမများရောမေးပါရှင်တီချာပြောတော့တာအကုန်လုံးပြည့်စုံပါတယ်ရှင်ဟုတ်ကဲ့သင်တန်းတက်ဖို့ပဲလို့တော့ပါတယ်တီချာအာကျုံမန်တဲ့ရှင်းပြတော့တာအကုန်လုံးနားလည်ပါတယ်တီချာဟုတ်ကဲ့မမေးတာနားမလဲလို့မဟုတ်ပါဟုတ်တီချာသင်တန်းလေးကိုရိုင်းဖို့ပဲကြိုးစားပါမယ်တီချာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်တီချာဟုတ်အားလုံးရှင်းပါတယ်ရှင်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဂျန်နဲ့ဆက်စမများရောဗာများမေးချင်သေးလဲဗာများပြောချင်သေးလဲရှင်ဟယ်လိုကဲမင်္ဂလာပါခင်ဗျဟုတ်ပြောပါရှင်ဟာပါဟုတ်ကဲ့ကြားလာမသိဘူးလေကျွန်တော်ကလေ business management diploma သင်တန်းတော့တက်ပြီးသွားပြီပွေလေးရသွားပြီပေါ့လေနောက်ထပ်ဘယ်လိုမျိုးသင်တန်းတွေ join တင်လဲခင်ဗျကျွန်တော်ကတော့အခုလက်ရှိစီးပွားရေးအသေးလေးတော့ထောင်ထားရဲဆိုပေမဲ့ပေါ့ကျွန်တော် export import တော့နည်းနည်းစိတ်ဝင်စားစီးပွားရေးဟုတ်ကဲ့ဟုတ်ဒီချက်ခဏ career counseling လို့ကျင်တာလားဒါမှမဟုတ်တစ်ချက်ဘာတက်ရမယ်ဆိုပြီးတော့လို့ကျင်တာအပိုင်းနှစ်ပိုင်းရှိရယ်တစ်ချက်ဒီရှိရဟုတ်တယ်တစ်ချက်ဒီ career counseling အတွက်ကိုsuggest လုပ်ပါ NSMS ကိုမေးမယ်ဆို NSMS မှာ diploma 35ခုရှိရယ်8လပိုင်းမှာတင်ဖွင့်တဲ့12တန်းလောက်ရှိရယ်အဲ့တော့ဘာတက်မလဲဆိုတာတဲ့လူချင်းရဲ့ resume သိပြီးဆိုမှဘာတက်တဲ့လဲဆိုတော့ကျွန်တော်တို့ပြောလို့ရမှာဟုတ်တယ်နော်ဘာဖြစ်ချင်တာလဲကိုကကိုစီးပွားရေးကိုပဲကိုလုံးမှာလားကိုစီးပွားရေးကိုလုံးမှာလားပေါ့လေဟုတ်ဆက်ပြောဟုတ်ကဲ့အဓိကကိုစီးပွားရေးပဲကိုလုံးမှာပေါ့လေအခုန business management မှာကျတော့ကျွန်တော်တို့ဘာသာ၅ဘာသာပေါ့လေ၅ဘာသာကိုတင်ရတယ်အဲ့ဟာကျတော့ကျွန်တော်တို့အဓိက export import ကျတော့အဲ့မှာမပါဘူးဗျာအဲ့ဒါလေးကိုဆက်တက်ချင်တယ်အဲ့လိုမျိုး NS မှာ MS မှာရောဘယ်လိုမျိုး import export နဲ့ပတ်သက်ပြီးဘယ်လိုမျိုးရှိလဲပေါ့အဲ့ဒါလေးသိချင်လို့ပါခင်ဗျကဲဆရာဖြေတော့အဲ့ဆိုအတန်းနှစ်တန်းရှိရပါညီကိုတက်ခဲ့ diploma in business management ကတော့ general management တော့ operational management တော့ HR တော့ sales and marketing တော့ finance တော့ဒါပဲပါမှာပေါ့နော်အဲ့ဒါဒီ theory ပဲပါမှာအဲ့တော့အဲ့ဖောင်းနေအဲ့ theory ကိုဘယ်လို apply လုပ်မလဲဆိုရင်ဟာ business plan မှာ apply ပေါ့နော် apply တက်လို့ရတယ်6လပိုင်းမှာဆရာဦးမိုးစောဝင်တင်မဲ့ဆရာဦးမိုးစောဝင်တင်မဲ့တန်းရှိရ procurement for export import ဆိုပြီးကျွန်တော် post လည်းတင်ပေးထားတယ်ကျောင်းကအဲ့ကျွန်တော်တို့ဒီ export import အတန်းပေါင်းလို့ဆိုကျောင်းသားပေါင်း1500လောက်ရှိနေပြီကျွန်တော်ကျောင်းတော်များတယ် produce လုပ်ခဲ့တာအတန်းလေးဦးသိန်းငွေရောဆရာဦးသိန်းငွေလားဟုတ်ကဲ့ဦးမိုးစုံပဲ MSc supply chain နဲ့ PWB feeder မှာဆိုရင် trade for trainer မှာလည်းမြန်မာပြည်မှာအယောက်20ထဲမှာတယောက်အပါဝင်ဖြစ်တယ်ပြီးသွားတဲ့ခါကျ MBA လည်းရထားပြီးတာကျွန်တော်လည်းတူDIGA program တွေမှာလည်း project တွေမှာလည်းတချို့ဟာတွေမှာလည်းဒီ visiting ဘယ်လိုမျိုးသွားရဟာမျိုးလေးရှိရယ်တို့ဆိုတဲ့ခါကျတော့ export import program တက်ချင်တယ်ဆိုတော့လေအကြောင်းမှာရှိတယ်တကယ်တော့ချီတာမိုးရဲ့ business plan တက်မယ်ဆိုလေရှိတယ်အဲ့တော့ပြောချင်တာတော့လိုအပ်ချက်ကတော့နှစ်ခုလုံးလိုတာကျွန်တော်တို့ကိုယ်တိုင်ပြင်းလာလို့အဲ့တော့ဘယ်လို how to apply မယ်နော် how to apply ကိုကျွန်တော်ရည်ရွယ်လို့မျိုးဖွင့်လိုက်ရင်ပို့ပြီးတော့လူတွေကဘိုးခွတ်ဆောင်နေနေပုံမှတ်ကြတာပေါ့လေတို့ညာလည်းကျွန်တော်တို့ဒီလုပ်ငန်းခွင်တွေမှာ apply ဖြစ်အောင်
apply ဖြစ်အောင်ကျွန်တော်ရည်ရွယ်ပြီး data တွေဖွင့်တာအခုဆရာမင်းဦးရဲ့SOPN KPI ဒီလိုတန်းနေဘာကြောင့်အဲ့လိုဖွင့်ရလဲဆိုတော့ apply ဘက်ပဲ theory business management ကအဓိကကျွန်တော် theory ဘယ်လောက်ပဲနားလေထားလို့နေတယ် apply မဖြစ်အလကားပဲအတန်းတက်ပြီးသွားရင် apply ဖြစ်ရမယ် apply မဖြစ်အလကားပဲအဲ့ဒီအတွက်ကျွန်တော်ရည်ရွယ်ပြီးတော့ဒီလိုခေါင်းစဉ်နဲ့ကျွန်တော်တည်ပြီးတော့စဖွင့်လာတာဖြစ်တာဗောလေ ကျေးဇူးပါဆင်ဟုတ် ဟုတ်ကျေးဇူးပါဆရာဟုတ် ဗာများမေးချင်သေးလဲရှင်ဗာများမေးဦးမလဲ ဟုတ်ကဲ့ကျမကြီးအဲ့လိုမျိုးplan တွေကိုလေface ယူပြီးတော့ဆွဲတဲ့ professional တွေများရှိလားမသိဘူးเนาะဆရာကိုယ့်ဘက်ကိုဆွဲပါလားဆရာရဲ့ကျမအတန်းလာတက်လိုက်စမ်းပါဆရာတခါတည်းဆွဲပြီးသားဖြစ်သွားမှာဆရာလည်းဟုတ်ကဲ့ဒါ knowledge အနေနဲ့ပါဒီချက်သိကျင်တော့ဒီမှာကျွန်တော်အနည်းဆုံးဒေါ်လာ1500နေ3000ကျယူပါတယ်ကျွန်တော်ဆွေးပေးပါတယ်ဆရာအဲ့ဒါကြောင့်လာတယ်တင်နေမတက်လိုက်ပါလားတင်နေတက်ပြီးကိုယ့်ဘက်ကိုဆွဲစမ်းပါဆရာရဲ့ဆရာတို့ကလည်းပြောရတာဟုတ်ကဲ့အဲ့လိုပြောတယ်ကိုယ်စားကိုရိုက်ခွဲတယ်ဟုတ်ပါအဲ့လိုမျိုးဖြစ်တာဆရာတို့ကလည်းဟုတ်ကဲ့ကျေးဇူးပါရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ကျန်တဲ့သူတွေဗာများမေးချင်သေးလဲဗာများပြောချင်နေတယ်မေးတော့လားမပြောတော့ဘူးလားမြန်မာပြည် audience ကအဲ့လိုပဲသိချင်ဟိုနားထောင်ဆိုတော့မိုးတို့လို့နားထောင်တယ်တန်လို့ပြောလဲပြောသူတို့အဲ့လိုတွေဖြစ်ကြတယ်ဘာပြော80ကျော်တရားဒီပါလောက်ဖြစ်တာကျေးဇူးတင်ပါဟုတ်ပြောပါခင်ဗျာဟုတ်ကဲ့ပါလေ trade ပေါ့ export import နဲ့ trade based financing လုပ်တဲ့သင်တန်းမျိုးပေါ့နော်ဟိုmetric မှာတော့အဲ့လိုမျိုးတစ်ခါဖွင့်နေဆိုပြီးတော့လေဆရာတယောက်နဲ့တွေ့လိုက်တယ်ဒါပေမဲ့နောက်ထပ်ဖွင့်လာမတွေ့တော့ဘူးဆရာတို့အကြောင်းမှာရောဖွင့်မှာလားလို့လက်ရှိအကြောင်းမှာက export import နဲ့ပတ်သက်တဲ့3တန်းရှိတယ်ပထမတန်းဒီ export import for operational ပေါ့နော် clearance ပေါ့နော် custom clearance ကိုဘယ်လိုကိုင်တွယ်မလဲဆိုရင်အကိစ္စရတယ်တတိယအခုလက်ရှိထပ်ဖွင့်မှာ procurement export import ဟိုဘက်မှာရှိနေတဲ့supplier တွေကို sale contract ဘယ်လိုရှောက်မလဲဘယ်လိုပြီးတော့ကျွန်တော် forwarder ဟိုပါဆိုရင်တင်မိုးတွေရော shipment တွေကိုဘယ်လိုရွေးချယ်မလဲဘယ်လိုတင်မိုးတွေရွေးချယ်မလဲဘယ်လို container တွေရွေးချယ်မလဲပြီးသွားတဲ့ခါကျရင်ဒီဝင်လာပြီးသွားတဲ့ခါကျရင်ဒီဘက်လမ်းမှာပျက်စီးဆုံးရှုံးမှုဖြစ်သွားရင်ဒီဟိုပါပေါ့နော်အမကန်တွေကိုချုပ်လိုက်ပြီဆိုရင်ဘယ်နိုင်ငံဥပဒေနဲ့လုပ်မလဲအဲ့ဒါလေးပါမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာexport import အတန်းကလည်းကျွန်တော်ကျောင်းကနာမည်ကြီးအတန်းပဲကျောင်းမှာနာမည်ကြီးအတန်း5တန်းရှိတယ်ပထမဆုံးတန်းဒီ export import ဒုတိယဒီ psychology အတန်းနဲ့ပေါ့နော် counseling psychology ကို psychology program နဲ့နာမည်အရင်ကြီးရယ်တတိယအတန်းဒီဆရာမင်းဦးရဲ့ဟိုအတန်း office administration အတန်းဒီအတန်းနဲ့ဒီကျွန်တော်တို့ကျောင်းမှာ main ဖက်လာနောက်နံပါတ်4တန်း AI ကျွန်တော်ကျောင်းမှာဆရာစိုးမိုးအခုလက်ရှိကျွန်တော် backend မှာပါနေဆရာစိုးမိုး AI အတန်းဒီနာမည်အလုံးကြီးရယ်နံပါတ်5အတန်းကကျွန်တော် sales and marketing ပေါ့နော်ကျွန်တော်ရဲ့ကျွန်တော် marketing subject တွေကကျွန်တော်ရှိမှအများကြီးရှိရယ်အဲ့တော့အမှန်ပြောရင် business plan ပထမမှာကျွန်တော်သင်ခဲ့ရတင်နေကိုအားမရခြေကြည်တာပုံနဲ့သူရဲ့တစ်ခြေကြည်တာမုန်းနဲ့စကားပြောကြည့်ရတစ်ခြေကြည်တာမော့စာလို့ကျွန်တော်ဖတ်ကြည့်ရဖတ်ကြည့်ရဲ့အခါကျတော့ကျွန်တော်ဒီ program ကိုကျွန်တော်မတင်တော့ဘဲနဲ့ professional ကိုပေးလိုက်တာပိုကောင်းတယ်ဆိုပြီးတော့ရည်ရွယ်ချက်နဲ့ခြေကိုပေးလိုက်တာကျွန်တော်ထင်တဲ့အတိုင်းပဲအချက် presentation နားထောင်နေတဲ့အချိန်မှာကျွန်တော်အများကြီးအားရတယ်ပေါ့နော်အများကြီးအားရတယ်အဲ့လိုဆိုတဲ့အခါကျတော့ကျွန်တော်ဒီ program ကိုပေးလိုက်တာအဲ့တော့ဘယ်လိုပြောအကြောင်းမှရွေးချယ်ဆရာတွေဒီ apply ဖြစ်တဲ့ဆရာတွေပဲရွေးချယ်တယ်နောက်တစ်ခုကကျတော့သက်ဆိုင်ရာပညာအရေးချအနည်းဆုံး master အနည်းဆုံး minimum master တမကိုရွေးတယ်နောက်တစ်ခုကကျတော့သက်ဆိုင်ရာနေရာမှာအနည်းဆုံး10နှစ်ကနေ15နှစ်ရှိတာဆရာတွေရွေးတယ်နောက်ဆုံးဟိုဆရာမကြီးရဲ့ level ကျတော့လေ PhD level တွေရွေးတာပေါ့လေ PhD ရဲ့စာအုပ်တွေ publisher အများကြီးလုပ်တဲ့ဆရာမကြီး level တွေရွေးတယ်ပေါ့အနည်းဆုံးနောက်တစ်ခုကဆိုဆရာမင်းတို့လို level မျိုးဆိုလေအတွက်ကြောင့်10နှစ်15နှစ်ရှိတယ်လက်ရှိ project တွေလည်းအများကြီးပဲတန်းစီပြီးလုပ်နေကြတယ်အဲ့လို level ပဲကျွန်တော်ကယူရတာဆရာပေါက်စာကြောသုံးမတုံးတာဒါအနက်ဆံပဲဆက်ဒီလိုမျိုးလုပ်တယ်ဘာကြောင့်မကြိုက်လို့ quality မကြိုက်လို့အဲ့လို quality မကြိုက်ကျွန်တော်အရင်ပေါက်စာရမတုံးတုံးတိုင်းဟို level တစ်ခုရှိတဲ့လူတွေပဲကျွန်တော်ရွေးချယ်ပေါ့ selected လုပ်တယ်ရွေးချယ်ပြီးသွားရတယ်ပေါ့
ဒီအဲ့ဒါတစ်ချက်မေးဖို့ရှိရင်မေးပါမေးဖို့မရှိကျွန်တော်လေပိုးနေရနေတယ်မစိမ့်ညစ်သွားမယ် ဟုတ်ကဲ့ဒီချက်မင်္ဂလာပါဒီချက် ဟုတ်မင်္ဂလာပါ ဟုတ်ဒီချက်ကျွန်တော်ကတော့ဒီ trading company တစ်ခုမှာလက်ရှိအလုပ်လုပ်နေတာပေါ့ဒီချက်ဒီ business profile နဲ့ business plan နဲ့ကိုဒါအခုဒီချက်ရှင်းပြတဲ့ချိန်မှာတော့အတိုင်းအတာတစ်ခုလောက်ရှင်းရှင်းလင်းလင်းလေးသိသွားရတာပေါ့ဒီချက်အဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျနောက်တစ်ခုကလေဒီချက်ကျွန်တော်ကလက်ရှိဒီ trading company မှာလုပ်နေရင်းနဲ့ကိုယ့်ရဲ့လုပ်တဲ့အရာရောတစ်ဖက်တစ်လမ်းကကိုယ့်ရဲ့ income အတွက်လိုအပ်တဲ့အနေထားရရောပေါ့ကျွန်တော် export document ဘိုင်းဘက်ကိုကျွန်တော်service ပေးတဲ့ကိုယ်တစ်ပိုင်းတစ်နိုင်လေးလုပ်နေတာပေါ့နော်ဆရာဒီချက်ဟုတ်အဲ့ဒီတော့ကျတော့ဒီသင်တန်းအနေနဲ့ကဘယ်လိုမျိုးတိုင်းတာလောက်ဖြစ်သွားနိုင်မလဲပေါ့နော်ဟုတ်တကယ်လို့များ join လိုက်တယ်ဆိုရှင်ဟုတ် custom clearance ပဲလုပ်ချင်တာလားအဲ့လိုကျွန်တော်က custom clearing ဘိုင်းရောဒီဘက်ဒီ second ဘိုင်းရောပေါ့နော် second ဘိုင်း logistic ဘက်ရောနောက်တစ်ခုကကျတော့ကျွန်တော်ကဒီဌာနဆိုင်ရာ document PC ပေါ့နောက်ဆုံးဟိုဘက်ကို loading တင်ပြီးတော့ကျွန်တော်တို့ document ဟိုဘက်ကိုပို့တဲ့ဒီ BA နောက်ဌာနဆိုင်ရာ document တွေပေါ့အဲ့ဒီကိုကျွန်တော်တို့လက်ရှိတစ်ဖက်တစ်လမ်းကနေပြီးတော့တစ်ပိုင်းတစ်နိုင် service စလှမ်းနေပေါ့ဒီချက်ဟုတ် service စလှမ်းနေဆိုတော့အခုမှကျွန်တော် customer တစ်ဦးနှစ်ဦးလောက်ပဲရပါသေးတယ်ခင်ဗျဟုတ်အဲ့တော့ကျမစီမှာကတော့အခုလုပ်ငန်းစလို့ရှိရင်ဘာတွေပါစဉ်းစားရလဲဆိုတော့ idea တော့ပိုရသွားမယ်ဆရာရယ် fully ဘယ်လိုရှာရတာလဲဘယ်လို strategy နဲ့သွားရတာလဲပြီးလို့ရှိရင်စာမှုပိုင်းဖြစ်နေအောင်ပြီးလို့ရှိရင်ငွေကြေးပိုင်းပေါ့နော်ဆိုတော့ကျမကတော့ overall approach ကိုသွားတာပေါ့တခုတည်းမဟုတ်ရှုတော့ပါလေရှုတော့တခုတည်းမဟုတ်ဘူးဆရာအတွက်ကျမတတိရှာဘယ်လိုပြောရမလဲတော့မသိပိုတော့မြင်လာလိမ့်မယ်ပေါ့ဘယ်လိုသွားပြီးဆက်မလဲတော့မပြောတတ်နော်ဘယ်လိုသွားပြီးချိန်မလဲမပြောတတ်ဘူးပိုတော့မြင်လာလိမ့်မယ်ဆရာဘာဖြစ်လဲဆိုရင်ခုသူများအလုပ်ကနေကိုယ်ပိုင်အလုပ်လုပ်တော့မှာလေဟုတ်ကဲ့ကိုယ်ပိုင်အလုပ်လုပ်တော့မယ်ဆိုလို့ရှိရင်အခုဒီဟာကတော့ဆရာကတော့ business idea တော့ရပြီငါဒီအလုပ်လုပ်မယ်ဆိုတဲ့ idea ရပြီဘာဖြစ်လို့ဒီအလုပ်ကိုရွေးလဲဆိုရင်ကို့မှာအတွေ့အကြုံရှိလို့ဆက်ဆက်မှုရှိလို့ဒါတွေဖြစ်လာပြီတချို့ဟာတွေဆရာဖြေနိုင်နေပြီကျမရဲ့ business plan အရာဟိုကဟုတ်ပြီဒါဆိုရင်ကိုယ့်ရဲ့ customer တွေဘယ်လိုရှာမှာလဲသဘောတရားဟုတ်တယ်မလားဆရာဝန်ဆောင်မှုတွေဘယ်လိုပေးမှာလဲဘယ်သူနဲ့ချိတ်ဆက်မှာလဲဆိုအဲ့တော့ customer service ပိုင်းဆရာလုပ်ဖို့လိုတယ် sales ပိုင်းဆရာလုပ်ဖို့လိုတယ်ပြီးရင်ဘယ်လို run မှာလဲဆရာဘယ်သူတွေကိုထားမှာလဲเนาะကိုယ့်ရဲ့ organizational structure ကိုဘယ်လိုထားမှာလဲဒါလေးတွေရောဆရာသိလားမသိလားကျွန်မမသိဘူးကျွန်မတင်နေမှာတော့ပါတယ်ပေါ့လေเนาะပြီးကျွန်တော်တို့ကဆရာအနေနဲ့တော့ finance ပိုင်းကတော့လိုလိမ့်မယ်ပေါ့ဟိုတရားတော့လीเนาะဒါပေမဲ့ငွေကြေးဆိုတာတော့လीပြောရရင်ဆရာလည်းဒီအတိုင်းပဲသွားနေမှာမဟုတ်ဘူးလीခါလေကြလို့ရှိရင်ကိုကကြီးလာလို့ရှိရင်ကိုအောက်မှာလူတွေခန့်ပဲပါရဲဆိုလို့ရှိရင်စနစ်ကလေးနဲ့သွားရမယ်ဆိုတော့ဒါ business plan ရဲ့ level တွေကိုဝင်လာတဘောတရားเนาะအဲ့လိုလေးတော့ဆက်ဆက်လို့ရတယ်ဟုတ်ကဲ့ဒီချက်ကျေးဇူးပါရုံးမနေတက်လိုက်တော့เนาะကျောင်းတော်ဟောင်းလေးနေရမယ်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ပါမေးဆရာများရှိသေးလားရှင်အကုန်လုံးတဝက်လောက်ကအမျိုးဆရာ discount အများကြီးပေးရတော့မှာเนาะကျောင်းသားဟောင်းလေးတွေကိုပေးရမှာပေါ့ဆရာဟို SOP သင်တန်းဆိုလဲဆရာအရန်ကောင်းပါတယ် AI သင်တန်းဆိုလဲခုဆရာအရန်ကောင်းပါတယ်ဆရာဟုတ်ကဲ့တီရှပ်သင်တန်းပဲ join မှုကြံတော့ဟုတ်ကဲ့ဈေးကွက်ထဲမှာလိုအပ်ချက်လေးပေါ့နော်တကယ်တော့ကျွန်တော်တို့ရှေ့မှာ senior ဆရာတွေရှိရယ် senior ဖွင့်ခဲ့တော်တန်းဆိုတော့ပေါ့ကျွန်တော်တို့ဆရာတွေရှိရယ်သူတို့ဖွင့်ခဲ့တဲ့ကောင်းစင်တွေသူတို့ဖွင့်ခဲ့တဲ့အကြောင်းအရာတွေအရန်ကောင်းတယ်ဒါပေမဲ့နောက်ဟိုပါပေါ့နော်နောက် generation ကျောင်းနေနောက် generation လူတွေကမဖွင့်ကြဘူးအဲ့တော့ကျွန်တော်ကမဖွင့်တဲ့ကွက်လက်လေးကိုတကယ်တော့ဆရာကို collect လုပ်ပြီးတော့ဒီနေရာလေးကွက်လက်ဖြည့်ပေးတဲ့ပေါ်ပါတကယ်တမ်းကြာရင်ဈေးကွက်လိုအပ်ချက်လေးကြီးတယ်နောက်တစ်ခုကကြောက်လေတကယ်တင်မဲ့ဆရာတွေကိုပဲကျွန်တော်ခိုးတွန်းလိုက်တာပေါ့လေအဲ့လိုမျိုးလေးပေါ့ဆရာမင်းဟိုဆရာSOP သင်တန်း
ဖွင့်မို့အဲ့လိုမျိုးဖြစ်နေတော့ဆရာဖွင့်တာဝင်တာလာတယ်ဆရာကူတက်ရတာလေဟုတ်ကျေးဇူးပါ ဟုတ် ဆ ကဲ့ ရာ ပါခင်ဗျာ ဒီချက်ကျောင်းသားဟောင်းနေဆိုဆရာဒီပလိုမာတွေ certificate တွေများနေတဲ့ကျောင်းသားတွေ ဟုတ်ကဲ့ပါခင် discount ဗျာ များ ကျွန် များ တော် ပေးရ ဟောင်း မယ် လေးလေး နော် နဲ့ ဆ ပြ ရာ ပါမယ်ခင်ဗျာကျေးဇူးတင်ပါတယ် ကျေးဇူးပါဆရာဟုတ်ဒီချက်ကိုလည်းကျေးဇူးတင်ပါတယ်နော်ဒီချက်အများကြီးနားလဲ ဟုတ် ဒီချက် ကျေးဇူးပါ ဘုံမို့တော့မယ်ဒီချက်ဟုတ်ကဲ့ ဟုတ်ကျေးဇူးပါကျေးဇူးပါ လူ80တရားနီးပါးတက်ရောက်အောင်ပေးအတွက် ဟုတ် လေ ဟုတ် အကုန်လုံးကိုကျေးဇူးတင်ပါတယ် ကျေးဇူးတင် နော် ပါတယ်ကျေးဇူးတင်ပါတယ်နော်ဆက်စပါများဟုတ် တင်ပါတယ် ဟုတ်ကဲ့ bye ဟုတ် bye ကဲ့ဟုတ်ကဲ့ပါ bye 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 bye